MICB ပတ်ရဲ့ဓမ္မလက်ဆောင်စစ်တကူဓမ္မလက်ဆောင်လူတန်းချင်းခန္ဓာစီစဉ်ဖြစ်ပါတယ်ခန္ဓာစီစဉ်တို့နံပါတ်1ရနမောတတ္တသုံးကြိမ်ရွတ်ဆိုပြီးတော့ခန္ဓာဖွင့်လှစ်မှာဖြစ်ပါတယ်နံပါတ်2ရမြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဝင်းနာကွန်ပျူတာ group managing director ဦးအောင်စောမြင့်မှမိတ်ဆက်စကားပြောကြခြင်းနံပါတ်3ခန္ဓာမှုဥပယသက်မှာရှားဦးမြင့်လွင်တန်တီပွားဤကိုရေးရာဆိုရင်အချင်းချုပ်နဲ့ဟန်တိုရှင်းဒီလန်ဖြစ်ဗုဒ္ဓသာသနာပြုလုပ်ငန်းဆောင်ရွက်နေခြင်းရဲ့ရွေးချက်များကိုမိတ်ဆက်ရှင်းလင်းခြင်းနံပါတ်4ရှားဦးမြင့်လွင်တန်တီပွားမှာတခဏဖြစ်ရလူဘဝတွင်နှစ်ပြည့်ရရှိအောင်ဗုဒ္ဓသာသနာတော်ရဲ့အခြေခံသီးသင်တစိုက်တော်အကြောင်းများနဲ့ဟန်တိုရှင်းဝိပဿနာတရားတော်များကိုဟောပြောဆွေးနွေးမှာဖြစ်ပါတယ်အဲဒီမှာဒီနေ့ဗုဒ္ဓသာသနာနှစ်ချုပ်နံပါတ်1ဗုဒ္ဓသာသနာနှစ်ချုပ်နံပါတ်2ဗုဒ္ဓအဆုံးအမအလုံးတို့ဒီကိုယ်တိုင်ကျင့်သုံးရန်ဖြစ်တဲ့ဆိုတဲ့ခေါင်းစဉ်များနဲ့ဒီနေ့ခေါ်မှာဖြစ်ပါတယ်နံပါတ်5စီစဉ်ရဗုဒ္ဓသာသနာစိတ္တန်ဒိဋ္ဌစုသုံးကြိမ်ရွတ်ဆိုပြီးတော့ခန္ဓာရုပ်သိမ်းမှာဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာစီစဉ်နံပါတ်1ရနမောတတ္တသုံးကြိမ်ရွတ်ဆိုရေးခန္ဓာဖွင့်လျက်ဖြစ်ပါတယ်နမောတတ္တဘောဟတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘောဟတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘောဟတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တခန္ဓာစီစဉ်နေ့ရမြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဝင်းနာကွန်ပျူတာ group managing director ဦးအောင်စောမြင့်မှမိတ်ဆက်စကားပြောကြားခြင်းဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီ ICB ပတ်ပေါ့ကျွန်တော်တို့ဒီ ICB ပတ်ဖွင့်ပြီးကြရကျွန်တော်တို့ဒီမှာကျွန်တော်တို့ကွန်ပျူတာအသင်းတွေရောတခြားကွန်ပျူတာ company တွေရောနောက်တခြားအဖွဲ့အစည်းတွေရောပေါ့လေကျွန်တော်တို့ဒီမှာဆွေးနွေးပွဲဟောပြောပွဲတွေဒါ system မပြတ်ကျွန်တော်တို့ဒီမှာလုပ်ခဲ့ပါတယ်ကျွန်တော်တို့ဒီအသင်းတွေအနေနဲ့ကလည်းဒီမှာကွန်ပျူတာသိချုပ်ဆိုရင်ဒါသူနဲ့သက်ဆိုင်ရာဟောပြောပွဲဆွေးနွေးပွဲကွန်ပျူတာပညာရှင်သိဆိုတဲ့ကွန်ပျူတာပညာနဲ့ပတ်သက်ဖို့ကွန်ပျူတာထုတ်တဲ့ပုံပေါ်ဒါတွေတော့ကျွန်တော်တို့ဒီကွန်ပျူတာလုပ်ငန်းရှင်သိဆိုတဲ့ကွန်ပျူတာလုပ်ငန်းရှင်တွေတနည်းအားဖြင့် company တွေဒါတွေပတ်သက်တဲ့ပေါ့လေဒီလိုက်တာတွေဘာအားလုံးကိုကျွန်တော်တို့ကဒါစဉ်ဆက်မပြတ်ပါဘူးကျွန်တော်တို့ဒီဟောပြောပွဲတွေပါထုတ်ခဲ့ပါတယ်အဲ့တော့ဒီနေ့ပြုလုပ်တဲ့ပွဲကတော့ကျွန်တော်တို့ဒီလုပ်ခဲ့တဲ့ညပွဲတွေနဲ့နည်းနည်းလေးတော့ဝါချပါတယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီတက်ကတော့ဒီမှာလုပ်နေတဲ့လူတွေကလူငယ်တွေလည်းဖြစ်တယ်ဆိုတော့ဒီလူငယ်တွေကိုလည်းကျွန်တော်တို့ကဒီဘုရားဘာသာနဲ့ပတ်သက်လို့ပေါ့ကျွန်တော်တို့တကယ်အထုတ်ချုပ်ကိုသူတို့ရှင်းရှင်းပြီးပြီးဒါလည်းကျွန်တော်တို့ကသိစီစီနော်ဒီနေရာကြီးဒီကခေါင်းစဉ်မှာပါတဲ့အတိုင်းပေါ့ဒီဒါဓမ္မလက်ဆောင်ရေးတဲ့ခန္ဓာပဲဖြစ်ပါတယ်အဲ့တော့ဒီဘုရားဘာသာကိုလည်းသူရှင်းပြီးစီစီနောက်ပြီးတော့ကျွန်တော်ဒီတက္ကနာတာပေါ့ဖြစ်ရတဲ့ဒီလူ့ဘဝမှာတကယ်အစ်သာရအရှိဆုံးပေါ့ဒီနေတိုင်းသိချင်ကောင်းလို့ဒီမောင်တို့ကြဆရာရဲ့ပြောချက်တွေအားလုံးကိုကျွန်တော်သိစေချင်ပါတယ်နောက်ပြီးတော့ကျွန်တော်ဒီဘုရားဘာသာရဲ့ကျွန်တော်ဒီဘုရားရှင်ကြီးဘုရားရဲ့နောက်ဆုံးပေါ်ကျွန်တော်တို့ဒီညမရဖြစ်တဲ့ဒီနိဗ္ဗာန်ရောက်ဖို့အတွက်ဒီဝိပဿနာဖြစ်စေတဲ့ပတ်သက်ပြီးတော့တကယ်သူရှင်းရှင်းဒီစနစ်ဆရာပြီးပါတော့ဒါလည်းကျွန်တော်တို့အကြစီအဲ့တော့ဒီဓမ္မလက်ဆောင်ပြီးတဲ့ခန္ဓာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြည့်စာပေါ့လေဘဝစာမဟုတ်ပဲတန်တရားတစ်ခုလုံးအတွက်အကျိုးရှိမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့အားလုံးသောအားတွေချက်တကယ်ဘုဒ္ဓလို့ဖြစ်နေကျွန်တော်ယုံကြည်ပါတယ်အဲ့လိုယုံကြည်တဲ့သူပေါ့လေကျွန်တော်ဒီခုမိသားရဲ့စာရေးတွေမှာပါတယ်ကောင်းပြီးဆက်ပြီးပေါ့ဒါအောင်လည်း9ရက်ကြာပါတယ်အဲ့ဒါကိုလည်းပြမကွက်တက်ရောက်တာတိုက်လို့လည်းဒီလိုရှိတယ်နံပါတ်3စီစဉ်ရဆရာဦးမြင့်လွင်တန်တီပွားကိုရီးယားဆိုရင်ကျေးဇူးတင်ဟန်တိုရှင်းဒီလန်ပြေဥဒ္ဒသာသနာပြုလုပ်ငန်းဆိုင်နေခြင်းရွေးချက်များကိုလက်ဆက်ပေးဖြစ်ပါတယ်ဆ
小面里为几，小面里把五常呢，你做进来了嘛，汤锅啊，在锅里边里边，这边人呢，如果担心的话，汤锅不在炒里边，这个人家这两个方面的，汤锅是在里边，里边的一个把它也是这个么子样的话，汤锅是在里边，这个呢也是放到外国也是的，MSC 马的买将就过，一些将就是人家这个呢就是比较下去，他们常常给吧。汤锅是在哪个地方？是外国高度，在定位要这边。不管是外国那边比如钱，我当初呢，那在国内人家的如果大些，他们才经商的龙安庙比如讲，你比是外国那边后面有哪个开完？小面的这个嘛，是外国为给上面路产业的呢，这个嘛，他那给上面路，因为大人家都产业的嘛。汤锅啊，我在这边嘛，这10 kilo 里头，是外国那边路那kilo多少？大概1龙安那不大，现在kilo 啊，不也是大那个，你过来差不多在那边路开始的了，你这个你kilo 里面有小的应该讲，我把它看为小单斤，等于斤2两斤，你2两斤差不多，第二种嘛面路，蛮多些2两斤，后头大那为那路，我加水的斤3大斤。ပฏิပတ်တိသာသနာတဲ့မိမိကိုယ်တိုင်ဝိပဿနာဉာဏ်များကိုပွားများအထုတ်ခြင်းဆရာတော်ကြီးများထံနေသိနာသင်ခြင်းငါပြည်တရားဒေတာအပြီးပြီးနဲ့ဒေတာအစွဲမထားပဲဓမ္မယုံဒေတာအပြီးပြီးနဲ့တရားလိုက်မှန်တက်တာခြင်းဒီကြံတရားဝေမှပြုလို့ခြင်းတို့ကိုငါပြည်တရားဒေတာအပြီးပြီးနဲ့ပရိပတ်တိသာသနာတော်အတွက်ဆွမ်းဆန်းဓမ္မလိုက်လံဆောင်ရွက်ရှိပါတယ်ဆရာရဲ့ခြင်းရှိပါတယ်ဒီရကျွန်တော်တို့မန်တိုရှင်းဒီလနဲ့ဒီဘုရားသနာပြုဒီဆောင်ရွက်နေခြင်းလုပ်ငန်းဆောင်ရွက်နေခြင်းကျွန်တော်ရည်ရွယ်ချက်၃ချက်ရှိပါတယ်။နံပါတ်1ဘုရားသာသနာဝင်တိုင်းဒီထေရဝါဒသာသနာတော်ဤခြေခံနှစ်သာရများကိုမှန်ကန်စွာနားလည်သဘောပေါက်လာနိုင်၏။နံပါတ်2ဘုရားအဆုံးအမပန်းနိုင်ခြင်းတော်ဉာဏ်လေးပံတို့မျက်မှောက်ပြုနိုင်၏အတွက်သာသနာဝင်တိုင်းဝိပဿနာဘာဝနာကျင့်ကြံအားထုတ်လာနိုင်၏။နံပါတ်3ထေရဝါဒဘုရားသာသနာတော်အစဉ်ခါဝရတန်ရှင်းတည်တံ့ပြန်ပွားရေးအတွက်သာသနာဝင်တိုင်းပူးပေါင်းပါဝင်နိုင်ရေးအတွက်ကျွန်တော်တို့သုံးချက်နဲ့ပြီးရွယ်ပြီးတော့သာသနာပြုလုပ်အောင်ဆောင်ရွက်ဖြစ်ပါတယ်။အဲတော့ဒီလိုဒီရရှိတဲ့အခြေအနေအတွင်းမှာဒီအတွက်ကိုယ်ပိုင်တမှုမဖြတ်နိုင်တော့အခြေအနေကိုကျွန်တော်တို့ဒီမှာကြောက်ရောက်ပြီးတော့အပီနဲ့တရားပွဲရောက်ကြတယ်ကျွန်တော်တို့ဝင်ရောက်ပါတယ်။ဒီမှာတန်ရာလေစီတော့မိမိခါတန်ရာလေစီတော့အကြောင်းများကိုရက်တန့်ကြောင်းလဲပြီးတော့ချမ်းသာအစစ်ဖြစ်တဲ့ဉာဏ်ဉာဏ်ကိုရောက်ရှိနိုင်ဖို့အတွက်ဆရာကအထောက်အကူပြုကျွန်တော်တို့ပြောတော့ဖြစ်ပါတယ်အဲ့တော့ဒီတန်ဖိုးမပြတ်နိုင်တော့ဓမ္မလက်ဆောင်ဒီဝိပဿနာဉာဏ်ကိုဆရာကဒီ6 ရက်နဲ့9 ရက်မြောက်မှာတနာရီအတွင်းမှာပိတ်နိုင်တော့ပြဿနာနဲ့ကိုရရှိအောင်ဟောမယ်ဆိုတာကျွန်တော်အားလုံးရေးညမခံပြီးတော့ပြောကြနိုင်တယ်။ဒါကြောင့်မို့ဒီနေ့နဲ့ဒီနေ့ဟောသွားမယ်6 ရက်စက်တိုက်ကဆိုရင်ဟောသွားတဲ့ဟောသွားမယ်တရားတွေဆိုရင်တနေ့တရားဝင်းစက်လို့ဖြစ်သွားတယ်။ကျောင်းလေးစီတယောက်တော့ငါယူဖို့ကျွန်တော်တိုက်တော့ပါတယ်။ဒီစဉ်ကျွန်တော်တို့ခေါင်းစဉ်တစ်ခုနဲ့ဟောတော့မှပြပြီးတော့ဒီကျွန်တော်တို့အဲ့ဒါလေးကိုဝေထားပြီးပြင်ပါတယ်။ဒီစဉ်ခေါင်းစဉ်တစ်ခုနဲ့ဟောပြီးတော့6 ရက်နဲ့9 ရက်မြောက်မှာတော့ဒီဝိပဿနာကိုကိုယ်တိုင်အထုတ်ပြီးတော့ရာကိုဆရာပြန်ပြီးတော့ရှင်းလင်းဆွေးနွေးပြီးတော့ပြန်ပြောပါဖြစ်မှာပါ။အဲ့တော့ကြောင့်ဒီနေ့စဉ်ဒီတဲ့ဘွယ်တက်ရောက်ဖို့ကျွန်တော်တိုက်တွန်းပါတယ်။လေးစီပညာကျောင်းပြည့်တွင်စံတီဘွားမှာခုနဖြစ်ရသူဘွားတွင်နေ့ပြည့်ရရှိအောင်ဘုရားသာသနာ၏အခြေခံတည်တည်လိုက်တော့အကြောင်းများဖြင့်မှန်လို့ရှိရင်ဝိပဿနာတရားများကိုဟောပြောရှင်းပြပါတယ်။ကြောင်းလာကြတော့ဓမ္မချစ်ခင်ကြသည့်ယောဂီသူတော်စင်အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့2004
ခုနှစ်ဇန်နဝါရီလ23ရက်နေ့နာမည်ကင်းချိန်ခါမှာရန်ကုန်မြို့ MICT Park ဟောခန်းထဲတွင်ဓမ္မဆွေးနွေးပွဲအခမ်းအနားကိုပထမရင်းမြောက်ဖြစ်နေဆွေးနွေးကြမှာဖြစ်ပါတယ်ဓမ္မဆွေးနွေးပွဲအခမ်းအနားကိုဓမ္မပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုတော်မြတ်၏ဂုဏ်တော်၉ပါးကိုနမောတတ3ကြိမ်ရွတ်ဆိုပြီးအခမ်းအနားလည်းဖွဲ့လက်ခဲ့ပြီးဖြစ်ပါတယ်ထို့ပြင်ယခုဓမ္မဆွေးနွေးပွဲဖွဲ့လက်တဲ့အနေနဲ့အနန္တစัจ java ဝရအနန္တတ္တဝါအားလုံးတို့အားလည်းမေတ္တာဓာတ်တွေပို့လို့ကြရအောင်ကျွန်တော်တို့ဓမ္မဒါနပြုထားတဲ့ကပ္ပလေးများရှိပါတယ်အဲ့ဒီကပ္ပလေးကိုကြည့်ပြီးတော့အနန္တစัจ java ဝရအနန္တတ္တဝါအားလုံးတို့အားနှလုံးသားဖြင့်မေတ္တာပို့သားကြပါစို့အနန္တစัจ java ဝရအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းကင်းကြပါစေဆင်းရဲခတ်သိမ်းကင်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနန္တစัจ java ဝရအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းကင်းကြပါစေဆင်းရဲခတ်သိမ်းကင်းကြပါစေဒေါသခတ်သိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနန္တစัจ java ဝရအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းကင်းကြပါစေဆင်းရဲခတ်သိမ်းကင်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဓမ္မဆွေးနွေးပွဲခန္ဓာကိုဘုရားရှင်ဤဂုဏ်တော်အားနဖူးထိတ်ဥထိတ်ပလင်ပေါ်ပန်းစင်းပြီးပူဇော်ကြော့ပြီးတော့အနန္တစัจ java ဝရအနန္တတတ္တဝါအလုံးတို့အားလည်းမေတ္တာဓာတ်တွေပို့ပြီးဖွဲ့လှည့်ပြီးတဲ့အခါမှာယခုလိုမင်္ဂလာရှိလာသောမြင့်မြတ်လာသောအခမ်းအနားတစ်ခုပေါ်ပေါက်နေခြင်းတွင်ကျေးဇူးရှင်ပေါင်းတို့အားပထမဆုံးအနေနဲ့ဂုဏ်ပြုပြောကြရမှာဖြစ်ပါတယ်ကျေးဇူးတင်ထိုက်ဆုံးသောပုဂ္ဂိုလ်များတို့သည်ဖယားတရားတန်ခါမိဘဆရာအနန္တနန္ဒ၅ပါးတို့ရဲ့ဂုဏ်ကျေးဇူးကြောင့်မို့လို့သာယခုလိုမင်္ဂလာရှိလာသောမြင့်မြတ်လာသောအခမ်းအနားတစ်ခုပေါ်ပေါက်နေရခြင်းဖြစ်ပါတယ်၎င်းပြေခွင့်ပြုချက်ပေးတော်မူကြကုန်သောတန်ခါတော်ရှင်သူမြတ်ပေါင်းတို့နှင့်ဌာနဆိုင်ရာလူကြီးမင်းပေါင်းတို့၏ခွင့်ပြုချက်နှင့်အညီကျွန်တော်အားဆက်သွယ်ပေးသောဦးမျိုးသက်ဒေါက်တာမျိုးရင်မိသားစုတို့နဲ့တကွာယခု MICT ပတွင်အစစရရကမကရပြုပြီးတော့အလူရှင်ဖြစ်သောဓမ္မဟောပြောပွဲတွင်အလူရှင်ဖြစ်သောမြန်မာနိုင်ငံကွန်ပျူတာအသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဦးအောင်စောမြင့်နဲ့ဒေါက်တာမျိုးရင်တို့ရဲ့နဲ့ကွာသမီးစုစုပလဲတို့ရဲ့မိသားစုတို့နဲ့တကွာကျွန်တော်အားအဖေဖေကနေပြီးပတ်ဖို့ကူညီဆောက်ရှောက်ကြတယ်ဓမ္မညီကိုပေါင်းအားလုံးတို့နဲ့တကွာယခုခန္ဓာတို့ကြွရောက်ချီးမြှင့်သောထေရဝါဒဗုဒ္ဓသာသနာဝင်ယောဂီသူတော်စင်အားလုံးတို့ဤပူပေါင်းဆောင်ရွက်မှုကြောင့်သာယခုလိုမင်္ဂလာရှိလာသောမြင့်မြတ်လာသောအခမ်းအနားတစ်ခုပေါ်ပေါက်နေရခြင်းဖြစ်ကြောင်းပထမဆုံးအနေနဲ့ကျေးဇူးရှင်ပေါင်းတို့အားဂုဏ်ပြုအပ်ပါတယ်ဒုတိယအနေနဲ့ကတော့ကျွန်တော်အနေနဲ့အများအားဝေခံပါတယ်ကျွန်တော်ဒီယနေ့ချိန်ထိကျစ်ဆဲပုဂ္ဂိုလ်ဖြစ်ပါတယ်ဒါကြောင့်မို့လို့မပြည့်စုံသေးပါဘူးအားနည်းခြင်းများပေါ်ပေါက်ခဲ့လို့ရှိရင်မြည်သည့်ပုဂ္ဂိုလ်မဆိုမြည်သည့်ချိန်မဆိုမြည်သည့်နေရာမဆိုကျွန်တော်အားပြုပြင်ပေးနိုင်ပါတယ်ဆုံးမတော်နိုင်ပါတယ်လို့ကြွားလာကြတဲ့ပုဂ္ဂိုလ်များအားလုံးတို့အားအနံပါတယ်တတိယအနေနဲ့ကကြတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအနမတကသုတ်တန်ရအမျိုးမတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တရားမှမရှိပါဘဝတန္တရာဆက်ဆက်တွင်ကျွန်တော်ရဲ့မိဟောင်းဘဟောင်းဖိုးဘဟောင်းဆွေမျိုးဟောင်းများအားလုံးတော်ဆက်ခဲ့ကြပါတယ်မိဘဟောင်းများဆွေမျိုးဟောင်းအားလုံးတို့အားကျွန်တော်ဒီယနေ့ချိန်တွင်အမြင့်မြတ်ဆုံးဖြစ်သောဓမ္မဖြစ်ကျေးဇူးဆက်ခွင့်ရနေတယ်လို့ဝမ်းမြောက်ဝမ်းသာဖြင့်ခံယူပါတယ်ယောဂီပေါင်းတို့ကလည်းငါရဲ့ဘဝဟောင်းတို့ကငါသားငါမြေးကနေပြီးငါတို့အားယနေ့အမြင့်မြတ်ဆုံးသောဓမ္မဖြစ်ကျေးဇူးပြန်ဆက်နေပါလားလို့နှလုံးသွင်းစေချင်ပါတယ်အားလုံးတို့ဒီဆွေမျိုးများဖြစ်ကြပါပြီကဲဆွေမျိုးစကားဝိုင်းကိုလောလောလတ်လတ်နဲ့စကြရအောင်ယနေ့ဆွေးနွေးမဲ့ဓမ္မကောင်းစဉ်ကိုကျွန်တော်တတ်ထားတာကတော့တခဏဖြစ်ရတဲ့လူဘဝမှာအနှစ်သာရပြည့်အောင်ကြိုးစားကြရအောင်ဆိုပြီးတော့ကျွန်တော်အနေနဲ့စီယုံပြီးဆော်အောင်မှာဖြစ်ပါတယ်တခဏလေးဖြစ်ရတဲ့လူဘဝမှာအနှစ်သာရကိုဘယ်လိုပြည့်အောင်ယူမလဲဆိုတာပထမဦးဆုံးအနေနဲ့ယခုတထိုင်နဲ့ပြောလို့မပြီးပါဘူးဒါကြောင့်မလို့ကျွန်တော်တို့6ရက်မြ
ယူထားခြင်းဖြစ်ပါတယ်အဲ့ဒီခေါင်းစဉ်ကြီးအောက်မှာမှခေါင်းစဉ်အသေးလေးတွေကိုတစ်နေ့ကိုခေါင်းစဉ်သေးနှမျိုးနဲ့ကျွန်တော်တို့ဆွေးနွေးပါမယ်ဒီနေရာမှာကြိုတင်ပြီးတော့ကျွန်တော်ကြွရောက်လာကြတဲ့ဓမ္မချစ်ခင်ကြတဲ့ပုဂ္ဂိုလ်များအားလုံးကိုမေတ္တာရပ်ခံပါတယ်တိုက်တော်ပါတယ်ယနေ့ဆွေးနွေးမဲ့ခေါင်းစဉ်တို့တွင်တစ်နေ့ကို2 နာရီမျှကြာမှာဖြစ်ပါတယ်ခေါင်းစဉ်အသေးလေးတစ်ခုဒီ1 နာရီဆွေးနွေးမှာဖြစ်တယ်တိုးတော့ယနေ့ဒီအစနေ့လည်းဖြစ်ပါတယ်ပြီးတော့အခုဆိုရင်15 မိနစ်လောက်ဆင်းသွားပါပြီကျွန်တော်45 မိနစ်မြတ်တာပထမခေါင်းစဉ်တွေကိုဆွေးနွေးပါမယ်ဒုတိယခေါင်းစဉ်တွေကလည်း1 နာရီကြာပါမယ်ကြားမှာအားလချိန်10 မိနစ်ရှိပါတယ်တိုးတော်လည်းပဲမအားလတဲ့အချက်ကနေပြီးကြွရောက်ချင်းမြင်ကြတယ်ကျွန်တော်တို့ရဲ့ဓမ္မချစ်ခင်ကြတဲ့ပုဂ္ဂိုလ်များအားလုံးဒီတကယ်လို့များ1 နာရီပဲအားတဲ့ပုဂ္ဂိုလ်များလည်း1 နာရီအနားထောင်ပြီးပြန်လို့ရပါတယ်ချို့နာရီဝက်ပဲအားတဲ့ပုဂ္ဂိုလ်လည်းပြန်လို့ရပါတယ်ကျွန်တော်တို့ဒီလူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ဓမ္မကိုဆွေးနွေးနေတာပါပြဖြစ်ပါတယ်ဟောပြောနေတဲ့ဆရာတော်ဖျားကြီးများကြတော့အားနာစရာဖြစ်ပါမယ်ကျွန်တော်တို့ကြတော့ခုနကစကားပြန်ခံခဲ့သလိုဆွေမျိုးများဖြစ်တဲ့အတွက်ကြောင့်လောလောလတ်လတ်နဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ကြော်ကြရအောင်လို့ဖိတ်ခေါ်ခြင်းအဖြစ်ပထမဦးဆုံးခေါင်းစဉ်ကိုကျွန်တော်တို့စပါမယ်ပထမဦးဆုံးခေါင်းစဉ်ဒီဗုဒ္ဓသာသနာအနှစ်ချုပ်ဆိုတဲ့ခေါင်းစဉ်ရပါတယ် The essence of Buddha's teaching ဆိုပြီးတော့အဲ့လိုခေါင်းစဉ်တက်ပါတယ်ဗုဒ္ဓသာသနာတော်ရဲ့အနှစ်ချုပ်ကိုဘယ်လိုချုပ်ကြမလဲဆိုတော့အင်တန်ကျေပြောလာတဲ့ဘုရားရှင်ရဲ့အဆုံးအမတော်တို့ဒီ45 ဝါတိုင်ဆုံးမတော်တင်ခဲ့ပါတယ်သို့တော့ယနေ့45 မိနစ်လောက်လေးနဲ့ပြောမယ်ဆိုတော့အင်တန်တူလာပါတယ်ဒီတူလာတဲ့အချိန်ထဲမှာမပြည့်စုံပါဘူးလို့ကြိုတင်ခေါ်ခံပါတယ်သို့တော်လည်းပဲဗုဒ္ဓသာသနာဝင်တယောက်ဒီအချက်လေးတွေကိုသိလိုက်ပြီးဆိုတာနဲ့ကိုခြုံငုံပြီးအလုံးနားလည်သွားပါလိမ့်မယ်လို့ကျွန်တော်ရေးအာမခံပါတယ်ဒါကြောင့်မို့လို့ဗုဒ္ဓသာသနာတော်ရဲ့အနှစ်ချုပ်လို့မပြောခင်မှာပထမဦးဆုံးလေးတွေကြီးမဲ့ဆိုရင်ဗုဒ္ဓဆိုတာကတစ်လုံးပါပါတယ်သာသနာဆိုတာကတစ်လုံးဖြစ်ပါတယ်အနှစ်ချုပ်ဆိုတာကတစ်လုံးဖြစ်ပါတယ်အနှစ်ချုပ်ဆိုတာကတော့ဆုံးမခဲ့တဲ့တရားတော်အားလုံးတို့ကိုလူရင်းတူရှင်နဲ့အသေးစိတ်လေးတွေမပြောတော့ဘဲနဲ့အနှစ်ချုပ်အချုပ်ကိုသာတင်ပြခြင်းဖြစ်ပါတယ်သာသနာဆိုတာကတစ်လုံးဖြစ်ပါတယ်သာသနာဆိုတာဘယ်လိုပေါ်ပေါက်လာတယ်လဲလို့ပြောမယ်ဆိုရင်သာသနာမပေါ်ခင်ကိုကဘာဥစကနေပြီးကျွန်တော်တို့ the origin of religious ဆိုပြီးတော့ကျွန်တော်တို့လေ့လာလိုက်တဲ့အခါမှာဘာသာတွေရဲ့မူရင်းကိုကြည့်ရင်ကဘာဥစမှာလူသားအလုံးတို့သည်အင်တန်အကိုညံနှုတ်ကြပါတယ်ညံနှုတ်နေကြတဲ့လူသားတို့သည်အင်ကြီးလည်းမော်သေးဘူးအိမ်ကြီးလည်းမနေခဲ့တဲ့အချိန်မှာအဲ့ဒီအချိန်မှာကပ်ပိကြီးတွေအမျိုးမျိုးကြားရောက်ကြပါတယ်ကပ်ပိကြီးတွေဒီမိတောင်တွေပေါက်မင်္ဂလင်းတွေလုံမဲ့ရေတွေကြီးမယ်တောမီတွေလောင်းမယ်အဲ့ဒီလိုဖြစ်ပေါ်လာတဲ့အခါမှာအဘာဝတဲ့ကပ်ပိကြီးတွေကိုလူသားတို့ဒီမာယွင်းစွာဖြစ်မသိရမမြင်ရတဲ့အန်စီအနှုံးဖက်တာတွေမသိရမမြင်ရတဲ့ပင်မယုတ်အထုကြီးတွေကိုလိုက်ပြီးရှ िख ိုးတောင်းပန်ကြတာတွေလုပ်ခဲ့ပါတယ်ဥပမာအားဖြင့်မိတောင်တွေပေါက်ရင်မိတောင်ကြီးကိုသွားပြီးနန်းမင်းကြီးတွေကနေပြီးစီမံနေတယ်လို့ထင်ပြီးသွားရှ िख ိုးကြပါတယ်အဲ့ဒီအချိန်မှာမိတောင်ကြီးတွေပေါက်ကွဲပြီးသေသွားတဲ့ပုံကိုယ်တွေလည်းတပုံကြီးရှိပါတယ်ဒီချိန်ခါမှမဲ့ထန်းသီးကြွေကြိုက်ကြီးနာလိုက်မိမိကနေပြီးတော့သွားတောင်းပန်တဲ့အချိန်မှာပဲသူ့တဘာဝအရာအချိန်ရော့ပြီးကြဆင်းတဲ့အချိန်ကြတယ်တိုက်ဆိုင်သွားတဲ့အခါမှာနန်းမင်းကြီးတွေကနေပြီးငါတို့တောင်းပန်လို့ငါတို့ဆောက်ရှောက်ပြီးလို့ယူဆခဲ့ကြပါတယ်အဲ့ဒါဒီဟိုးရှစ်ခက်ကြောက်ခက်လူသားတို့အစလောက်ကလေးကနေပြီးလူသားတို့ဒီညံမဖို့ဖြုတ်ခင်တုန်းကနေပြီးကိုးကွယ်မှုဆိုတာကိုစတင်ခဲ့ကြပါတယ်ကိုးကွယ်ဆိုတာအားကိုးလို့ရှိရင်ကာကွယ်တယ်လို့အဓိပ္ပာယ်ကိုရောက်ရှိစေပါတယ်အဲ့ဒီလိုအားကိုးလိုက်တာနဲ့ကာကွယ်တယ်ဆိုပြီးတော့အဲ့ဒီအချိန်တုန်းကကြောက်ရွံ့တုန်လှုပ်လာတဲ့အခါမှာနံပါတ်1အနေနဲ့ကြောက်ရွံ့တုန်လှုပ်လာတဲ့အခါမှာကိုးကွယ်မှုကိုလုပ်ကြပါတယ်နံပါတ်2ကြတော့ဆုလတ်တွေလိုလာလို့ရှိရင်လည်းပဲကိုးကွယ်မှုကိုလုပ်ကြပါတယ်ဥပမာစီဝါလာနာပါတွေလိုချင်တယ်ဒါမှမဟုတ်ရင်သားစုတွေပန်းခြင်းတယ်အဲ့ဒီအချိန်မှာဆုလတ်လိုချင်တာလို့ရှိရင်လည်းပဲကိုးကွယ်မှုကိုသွားရောက်ပြီးလုပ်ကြပါတယ်ဒီနှစ်ချက်လုံးဒီကျွန်တော်တို့လူသားအလုံးတို့အတွက်ကိုအန်စီအန်တို့မသိရမမြင်ရတာတွေကိုမမြင်ရမသိရတဲ့သင်္မယုတ်ဝတ္ထုကြီးတွေကိုလိုက်ပြီးဒီလိုမျိုးကိုးကွယ်မှုတွေအဓိပ္ပာယ်မဲ့တော့မာယွင်းတော့ကိုးကွယ်မှုတာလည်းဖြစ်ပါတယ်ဒီလိုဆိုရင်အဲ့ဒီကိုးကွယ်မှုဒီဟိုးကြောက်ခဲ့လူသားတို့ကမာယွင်းတော့ကိုးကွယ်မှုရှိရင်မှန်ကန်တော့ကိုးကွယ်မှုကမရှိဘူးလားဆိုရင်မှန်ကန်တော့ကိုးကွယ်မှုလည်းရှိပါတယ်ဥပမာဖယားတရားပံကမိဘဆရာအနန္တနာ၅ပါးတို့ကိုကိုးကွယ်ခြင်းသည်မှန်ကန်သောကိုးကွယ်မှုဖြစ်ပါတယ်အဲ့ဒီလိုအားကိုးရင်ဘယ်လိုကာကွယ်လဲလို့ကြည့်မယ်ဆိုရင်အစအဆုံးအလုံးတို့ကိုဖန်တီးပေးလိုက်တာမဟုတ်ပါဘူးအဲ့ဒီဖယားတရားပံကမိဘဆရာတို့အနန္တနာ၅ပါးတို့ကိုကိုးကွယ်ယုံကြည်ကြခြင်းသည်သတ်တဲ့မြတ်တာသောစွမ်းအားတစ်ခုခေါ်အားတစ်ခုအားပေးမှုတစ်ခုကိုရရှိစေပါတယ်ဒါကြောင့်မလို့အကြောင်းအကျိုးအမှန်အမှန်အကောင်းဆုံးကိုတိကျသေးချစွာဖြင့်ကိုးကွယ်ကြသောကိုးကွယ်မှုသည်ခေါ်အားတစ်ခု
အားပေးမှုတစ်ခုကိုရရှိပါတယ်လို့ကျွန်တော်တို့မှန်ကန်သောကိုယ်ကွယ်မှုကိုကျွန်တော်တို့အနေနဲ့ကြိုးဆိုပါတယ်သို့တော့ကိုယ်ကွယ်မှုတစ်ခုတည်းနဲ့အစစရရကိုပြီးဆုံးအောင်မလုပ်နိုင်ဘူးပါဘူးဆိုတာကိုလည်းအလုံးသိစေချင်ပါတယ်ဒီလိုဆိုရင်ကိုယ်ကွယ်မှုဆိုတာဟိုးရှိကြောက်ခဲ့တဲ့လူသားဘဝလေးစခက်ရကနေပြီးတဖြည်းဖြည်းလူသားတို့ဒီတိုးတက်ပြောင်းလဲလာကြပါတယ်အဲ့ဒီတိုးတက်ပြောင်းလဲရတဲ့အခါမှာ evolutionary trend လို့ခေါ်မှာပေါ့စက္ကန့်တိုးတက်ပြောင်းလဲလာတဲ့အချိန်မှာ BC 600စုနှစ်ဝန်းကျင်လောက်ကြာတော့ကမ္ဘာမှာရှိတဲ့နိုင်ငံအသီးသီးတို့မှာပညာရှင်တွေအများကြီးပေါ်ပေါက်လာကြပါပြီလူသားတို့တွေလည်းယဉ်ကျေးမှုတွေဖော်ပြလာတဲ့အခါမှာဘာသာဆိုတာအဲ့ဒီအချိန်မှာစတင်ပေါ်လာပါပြီပေါ်လာတဲ့ဘာသာဒီဘယ်ဘာသာလဲလို့ကျွန်တော်သမိုင်းကြောင်လေ့လာကြည့်တဲ့အခါမှာဟိန္ဒူဘာသာဒီပထမဦးဆုံးကမ္ဘာမှာပေါ်နေပါတယ်ဘယ်တော့မှပေါ်မှန်းတော့မသိပါဘူးဘယ်သူတီထွင်ခန့်မှန်းလည်းမသိပဲနဲ့အဲ့ဒီဟိန္ဒူဘာသာဒီအိန္ဒိယနိုင်ငံအိန္ဒုမြဝန်းဒေသမှာစတင်ပေါ်နေပြီလို့အဲ့လောက်တော့ trace လုပ်လို့ရခဲ့ပါတယ်တကယ် origin ကိုတော့မသိခဲ့ရပါဘူးအဲ့ဒီအချိန်က BC 600စုနှစ်ကလေးပေါ်နေတာဒီဘာသာဆိုတာကိုပေါ်လာပါပဲအဲ့ဒီဘာသာဆိုတဲ့အဓိပ္ပာယ်ကကြတော့ရပ်ွက်ထမ်းမှာပြောရင်အယူဝါဒလို့အလွယ်ပြောပါတယ်တကယ်တမ်းကစကားလို့အဓိပ္ပာယ်ပဲရောက်ပါတယ်အဲ့ဒီဘာသာဒီဟိန္ဒူဘာသာကပေါ်ပြီးတဲ့အချိန်မှာပဲဗုဒ္ဓဘာသာပေါ်မဲ့ဖျားအလောင်းတော်သိဏ္ဍထမင်းသားဒီ BC 623ခရစ်တော်မပေါ်ခင်623ခုနှစ်မှာမွေးဖွားလာခဲ့ပါတယ်အဲ့ဒီကြောင့်မို့လို့ဗုဒ္ဓဘာသာဒီဒုတိယပေါ်လာတဲ့ဘာသာလို့ပြောလို့ရပါပြီတတိယအနေနဲ့ကကြတော့ BC 623ဖြစ်တဲ့အတွက်ကြောင့်ခရစ်ယာန်ဘာသာဒီဗုဒ္ဓဖျားအလောင်းထက်ကို623နောက်ကျပြီးမှမွေးဖွားလာခဲ့ပါတယ်ဒါကြောင့်မို့လို့တတိယဒီခရစ်ယာန်ဖြစ်ပါတယ်စတုတ္ထဒီBC အနောက်ဘက်မှာခရစ်တော်မပေါ်ပြီးတဲ့နောက်မှာဖျားအလောင်းတော်သိက္ခာထမင်းသားမွေးပြီးနောက်1180ကျတော့မှပေါ်ပေါက်လာတာကတော့မူဟာမက်ပေါ်လာပါတယ်အစ္စလာမ်ဒီနေ့ပြောနေတဲ့မွတ်စလင်ဖြစ်ပါတယ်ဒီလိုဆိုရင်ကျွန်တော်တို့ဘာသာကြီးလေးမျိုးကိုနိုင်ရှင်ကြည့်မယ်ဆိုရင်ပထမဆုံးပေါ်တဲ့ဘာသာဒီဟိန္ဒူဖြစ်ပါတယ်ဒုတိယသည်ဗုဒ္ဓဖြစ်ပါတယ်တတိယသည်ခရစ်ယာန်ဖြစ်ပြီးစတုတ္ထသည်အစ္စလာမ်ဖြစ်ပါတယ်ဆိုတာဘာသာကြီးလေးခုကိုကျွန်တော်တို့အဲ့လောက်ထိအကျဉ်းပြင်းနေနဲ့ကျွန်တော်တို့သိရပါတယ်အဲ့ဒီလိုဘာသာပေါ်လာရာကနေပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘာသာသည်ဘာသာလို့ပြောရင်စကားလို့ပြောနေတဲ့အတွက်ကြောင့်အနည်းငယ်များပေါ့ရှော့နဲ့ပြောသလိုကျွန်တော်တို့ခံစားရပါတယ်ကျွန်တော်တို့ရဲ့ဆရာတော်ဘုရားကြီးများမြောက်များစွာကဆုံးမပါတယ်တို့များရဲ့ဗုဒ္ဓဘုရားရှင်သည်စကားလေးတစ်လုံးတော့ပြောခြင်းမဟုတ်ပါဘူးတဲ့ဆုံးမတော်တင်တာဖြစ်ပါတယ်အစ်စုံလတ်စွာနဲ့ဆုံးမတော်တင်ထားတယ်လောကီလောကောယခုပြစ္ဆုတ်ပံတန်တရားလုံးအကျိုးအတွက်ကိုဆုံးမတော်တင်တာကအသေးစိတ်ဆုံးမတော်တင်ခဲ့တဲ့အတွက်ကြောင့်သာသနာလို့သုံးကြပါလို့ဆုံးမခဲ့တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့သာသနာဆိုတဲ့အဆုံးအမကိုပဲခေါင်းစဉ်တက်ခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့သာသနာဆိုတဲ့အဓိပ္ပာယ်ပြည့်စုံပြီးတဲ့အခါမှာဗုဒ္ဓဆိုတာယနေ့အခမ်းအနားဖွဲ့တဲ့အချိန်မှာလည်းပဲဓမ္မပန်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ဤဂုဏ်တော်ကိုးပါးကိုနမောတတသုံးကြိမ်ရွတ်ဆိုပြီးကျွန်တော်တို့ဖွဲ့လက်ခဲ့ပါတယ်။တိုးတော်လည်းပဲပုံတော်နဲ့ဂုဏ်တော်နဲ့ကိုကျွန်တော်တို့ပိုင်းခြားသိဖို့လည်းလိုအပ်ပါတယ်။အဲ့ဒီခေါင်းစဉ်နဲ့ပတ်သက်လာကျွန်တော်တို့9ရက်မြောက်နေ့မှာကျွန်တော်အသေးစိတ်ဆွေးနွေးပေးပါမယ်။ဒါကြောင့်မို့လို့ဂုဏ်တော်ကိုကျွန်တော်တို့ရည်မှန်းပြီးကြောကြခြင်းဖြစ်ပါတယ်။အဲ့ဒီဂုဏ်တော်မှာလည်းပဲအလုံးသားပုဂ္ဂိုလ်များအလုံးသိပါပြီ။ဣတိပိသောဘာဂဝံဆိုတာကစခဲ့ပါတယ်ဒီနေရာမှာဗုဒ္ဓဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာကျွန်တော်အနေနဲ့အတူဆုံးနဲ့အထီရောက်ဆုံးဆိုပြီးတော့အဓိပ္ပာယ်ဖွင့်ဆိုခြင်းကိုကျွန်တော်ပြန်ထားခြင်းဖြစ်ပါတယ်အဲ့ဒီမှာလည်းစာအုပ်ထက်မှာလည်းအသေးစိတ်ရေးထားပြီးတော့ကပ်ပြလေးမှာကျွန်တော်အတူလေးရေးထားပါတယ်ဗုဒ္ဓရဲ့အဓိပ္ပာယ်ဒီသမ္မာတန်ဗုဒ္ဓနဲ့ဗုဒ္ဓဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်အဓိကရည်ညွှန်းခြင်းဖြစ်ပါတယ်ဗုဒ္ဓသည်သက်စာ၄ပါးဓမ္မကိုခန္ဓာကိုယ်တွေ့ဖြစ်သိမြင်တော်မူပါတယ်ဘယ်ပုဂ္ဂိုလ်ဘယ်ဆရာမညွန်ပြကြမှာပါပဲနေကိုတော်တိုင်ထိုးထွင်းပြီးတော့သိမြင်တော်မူတယ်ဒါတစ်ပိုင်းဖြစ်ပါတယ်နောက်တစ်ပိုင်းကြတော့ကိုသိတဲ့သစ္စာလေးပါးဓမ္မကိုတပါးသောတတ္တဝါအလုံးတို့အားပြန်လည်ပြီးတော့ဟောကြားပြသပေးနိုင်သူလို့အဓိပ္ပာယ်ရောက်ပါတယ်ဒါကြောင့်မလို့အဓိပ္ပာယ်ဒီအောက်စုနှစ်စုပါပါတယ်တက်ဒီသစ္စာလေးပါးဓမ္မကိုခန္ဓာကိုယ်တွေ့ဆရာမပါဘဲနဲ့သိမြင်တော်မူတယ်နှစ်ပတ်နှစ်ဒီမိမိသိတဲ့သစ္စာလေးပါးကိုတတ္တဝါအလုံးတို့အားပြန်လဲပြီးဟောကြားပြသပေးနိုင်သောမြတ်စွာဘုရားဒီတိတ်ပင်ကိုတက်ရောက်ပါတယ်ဒါကြောင့်မလို့ဗုဒ္ဓသည်သစ္စာလေးပါးဓမ္မကိုခန္ဓာကိုယ်တွေ့သိရဲဆရာမပါပဲသိပြီးတော့တပါးသောပုဂ္ဂိုလ်အားလုံးတို့အားပြန်လဲဟောကြားပြသပေးနိုင်သူမြတ်စွာဘုရားဖြစ်ပါတယ်သာသနာဆိုတာကအဆုံးအမတော်တွေဖြစ်ပြီးအနှစ်ချုပ်ဆိုတာကတော့အချုပ်လေးကိုတင်ပြခြင်းများဖြစ်ပါတယ်လို့ခေါင်းစဉ်အားအဓိပ္ပာယ်ဖွင့်ဆိုပြီးတဲ့အခါမှာကျွန်တော်ခဏကြွားလာကြတယ်ဗုဒ္ဓသာသနာဝင်အားလုံးတို့သည်သာသနာတော်နဲ့ပတ်သက်ပြီးတော့တိတိကျကျနဲ့သေသေးချာချာနဲ့မှန်မှန်ကန်ကန်နားလည်စေချင်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့နေတိကျမှန်ကန်မှုကိုကျွန်တော်တို့သမိုင်းကြောင်းလေးနဲ့ပြန်ကြည့်ပြီးတော့ကျွန်တော်တို့ငယ်စဉ်ကတည်းကဘုရားရှင်ရဲ့နေ့အခါတော်နေ့ကြီးတွေကျွန်တော်ကျင့်ပပါတယ်။သို့တော်ကျင့်ပခဲ့ပေမဲ့လည်းပဲ
ဘယ်လိုရိတ်တိတ်ပင်နဲ့ကျင်းပါတယ်ဘယ်လိုရည်မှန်းချက်တွေရှိတယ်နောင်လာမယ့်အနာဂတ်မှာဘယ်လိုမျိုးသောမျိုးဆက်တွေကိုအမွေတွေပေးမလဲလို့ကျွန်တော်တို့ဒီနေ့ခေတ်မှာလေ့လာကြည့်နိုင်တဲ့အခါမှာဝမ်းနည်းစရာကောင်းအောင်တွေ့ရှိရပါတယ်။ဘာကြောင့်လဲဆိုတော့အခါတော်နေ့ဘာကြောင့်ကျင်းပမှန်းမသိတဲ့လူကအများစုဖြစ်လာတာတွေ့ရတယ်။အနစ်ချုပ်ကိုပြောစမ်းပါဆိုတာလည်းမပြောတတ်တဲ့လူကများခဲ့ပါတယ်။ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ယနေ့ဒီ45မိနစ်အတွင်းမှာအတူလေးတင်ပြချင်တာကပထမဦးဆုံးအနေနဲ့ဗုဒ္ဓအခါတော်နေ့တွေကိုအနည်းငယ်ကျွန်တော်တင်ပြပါမယ်။ဖျားလောင်းတော်သည်သူ့မိသားဘဝကနေပြီးဗုဒ္ဓဝင်အကျဉ်းကိုတင်ပြရမယ်ဆိုရင်ဖျားလောင်းတော်သူ့မိသားသည်ဟိုးလေးသိင်ချီကဘာတသိန်းအစသူ့မိသားတထေးသားဘဝမှာမိဘနှစ်ပါးတို့သည်ကွယ်လွန်ခဲ့ရပါတယ်ကွယ်လွန်တဲ့အချိန်မှာမိဘနှစ်ပါးတို့သည်သေသွားတဲ့အခါမှာမိမိတို့ရှာဖွေစုဆောင်းထားတာတွေတခုမှမယူသွားနိုင်တာကိုတွေ့တဲ့အခါမှာဖျားလောင်းတော်သည်ငါသေရင်တော့ပါသွားအောင်ယူမယ်လို့အဲ့ဒီလိုမျိုးဆန္ဒတွေပေါ်လာပြီးတော့မိဘနှစ်ပါးသေသွားပြီးတဲ့အခါမှာပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာများအလိုလှူတန်းပြီးတော့ရသေးဝေါ်ပြီးတော်ထွက်ပြီးတရားကျက်ပါတယ်သို့တော့တရားမရခင်မှာပဲဒီပင်ကရာဖျားရှင်ကြွတော်မူလာတဲ့အခါမှာခက်ခဲဆုံးဖြစ်တဲ့လမ်းပိုင်းကိုကူညီနေတဲ့အချိန်မှာပဲလှုပ်အားပေးနေတဲ့အချိန်မှာဖျားကြောက်လာတော့မမီလိုက်တဲ့အချိန်မှာဝမ်းလျာမောက်ကိုထိုးပြီးတရားဖြစ်နေလူတန်းခဲ့ပါတယ်အဲ့လိုလူတန်းပြီးတဲ့အချိန်မှာပဲဖျားရှင်ဒီပင်ကရာဖျားရှင်ဒီတတ္တဝါအလုံးတို့အားဓမ္မဖြစ်ချီးမြှင့်နေတယ်ဟောကြားနေတာကိုတွေ့တဲ့အခါမှာအများအကျိုးကိုပယ်ပိုးဆောင်ရနေတော့ဘုရားရှင်ရဲ့ဆန္ဒဘုရားရှင်ရဲ့ရည်ရွယ်ချက်ကိုသူကအားကျသွားခဲ့ပါတယ်ပထမရည်ရွယ်ထားတာတော့မိမိသိရင်ပါသွားရင်တော်ပါပြီဘာပါမှမလို့မသိဘူးပါရင်တော်ပြီဆိုရည်မှန်းခဲ့ပါတယ်အတ္တပါဒါပေမဲ့ဒီပင်ကရာဖျားရှင်ဒီတတ္တဝါအလုံးတို့ရဲ့အကျိုးကိုတန်တရာလွတ်မြောက်ကြောင်းတရားတွေကိုချီးမြှင့်နေတဲ့အခါမှာဒီပင်ကရာဖျားရှင်ကဲ့သို့ငါသည်လည်းဖျားစုကိုပန်းမယ်လို့အဲ့ဒီအချိန်မှာဆန္ဒပြောင်းသွားခဲ့ပါတယ်ဒါကြောင့်မလို့ဆန္ဒဓိပတိဆန္ဒဓိပတိဒီကျေးဇူးတင်ထိုက်ဆုံးပထမဦးဆုံးသောကျေးဇူးတင်ထိုက်သောအရာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီပင်ကရာဖျားရှင်ရဲ့ခြေတော်ရင်းမှာဗျာဒိတ်ယူခဲ့ပါတယ်ဗျာဒိတ်ယူပြီးတော့ပါရမီတော်တွေကိုဖြည့်ရမယ်10ပါးသောပါရမီဆိုတာယုတ်ဒီများအလုံးသိပြီးသားဖြစ်ပါတယ်ဒါပြီးတောပအခံဖြောက်ထံပွားလှည့်လျူလို့ကျွန်တော်တို့အတူလေးနဲ့ဆက်ချက်ရှိပါတယ်အဲ့ဒီပါရမီ10ပါးဒီနေရာမှာပါရမီဆိုတဲ့ဟာကိုကျွန်တော်တို့တော်တော်သုံးပါတယ်တိုးတော်လဲပါရမီရဲ့အဓိပ္ပာယ်ကြတော့မြင့်မြတ်သူတို့ဤဖြစ်စွမ်းရသောအကျင့်လို့အဓိပ္ပာယ်ရပါတယ်မြင့်မြတ်သူတို့ရဲ့ဖြစ်စွမ်းတယ်ပြီးတော့ကြည့်ရတယ်ဒီ၃ခုပါပါတယ်အဲ့ဒါကိုအင်္ဂလိပ်လိုက novelty novel tax လို့အဓိပ္ပာယ်ရပါတယ်ဒီလိုဆိုရင်ပါရမီတော်သည်ဘယ်သူကမှဖန်တီးပေးတာမဟုတ်ပါဘူးတကုရှင်ကပေးတာလည်းမရှိပါဘူးမိမိကိုယ်တိုင်မြင့်မြတ်တဲ့စိတ်ထားထားပြီးတော့ဖြည့်စွမ်းရမယ်ပြီးတော့ကြည့်ရမယ်အဲ့ဒါဒီယခုကြည့်ချင်ရင်ယခုရပါတယ်ဒါကြောင့်မို့လို့ကြွလာပုဂ္ဂိုလ်များအားလုံးပါရမီတော်ကိုနည်းလိုက်တာလို့မပြောကြပါနဲ့တော့ယခုဖြစ်ချင်ရင်ယခုဖြစ်လို့ရပါတယ်သို့တော့ပါရမီမြောက်အောင်တော့လုပ်ဖို့လိုပါတယ်အဲ့ဒီပါရမီ10ပါးတို့ကိုပွားလိုက်လို့ရှိရင်အပြား30လို့ရရှိပါတယ်အဲ့ဒီအပြား30ကလည်းပဲကျွန်တော်တူတူလေးနဲ့လူရင်းလေးပတ်မယ်ဆိုရင်အုပ်စု3စုရှိပါတယ်အောက်ဆုံးအုပ်စု10မျိုးခုနကပြောလိုက်တဲ့ဓာတိတော်မှာအခံပြောက်ထံပွားလက်လျူသည်အောက်ဆုံးအုပ်စုက10မျိုးသည်မူလပါရမီ10ပါးလို့ခေါ်ပါတယ်မူလအဓိပ္ပာယ်မူလပါရမီကကြတော့အနှိမ့်ဆုံးဖြစ်ပါတယ်မိမိတင်ပိုင်ဆိုင်သောပစ္စည်းဥစ္စာများအားလုံးနဲ့မိမနဲ့ကလေးတွေမှမကြမ်းဖြစ်စွမ်းတာကိုမူလပါရမီလို့ခေါ်ပါတယ်အဲ့ဒီပါရမီကိုနောက်ဆုံးဘဝမှာဖြစ်ခဲ့တာဟာဝေဒန်ဗျာမင်းကြီးဘဝမှာဖြစ်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒါဒီအနှိမ့်ဆုံးဖြစ်ပါတယ်ကျွန်တော်တို့တာမန်လူပုဂ္ဂိုလ်တွေတော့မဖြစ်နိုင်ပါဘူးဒီအနှိမ့်ဆုံးပါရမီဖြစ်တဲ့မူလကိုတော့ကျွန်တော်တို့တွေမဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုတော့မိမနဲ့ကလေးကိုတော့အလူမခံပါဘူးသို့တော့ပစ္စည်းဥစ္စာများအလူခံမယ်ဆိုရင်တော့လူနိုင်တဲ့ပုဂ္ဂိုလ်မရှိပါဘူးရှားပါလာပါတယ်ဒါကြောင့်မလို့မူလတော်မှာကျွန်တော်တို့မဖြစ်နိုင်ဘူးဆိုရင်ဒုတိယအုပ်စုကိုတက်ပြီးဥပပါရမီလို့ခေါ်ပါတယ်ဒုတိယပါရမီကြတော့ပစ္စည်းဥစ္စာနဲ့မိမနဲ့ကလေးပါမကြမ်းဖြစ်တဲ့အပြင်ခန္ဓာကိုယ်မှာပါသောအစိတ်ပိုင်းတွေကိုဖြုတ်ပြီးဖြစ်ဆွမ်းခဲ့ပါတယ်မျက်လုံးတွေကိုဖောက်ပြီးပေးမယ်ခြေတွေလက်တွေအင်္ဂါအစိတ်ပိုင်းတွေအလုံးဖြုတ်ပါတယ်ကျွန်တော်တို့သာမန်ပုဂ္ဂိုလ်တွေမြည်သိပုဂ္ဂိုလ်မှာမစင်စားနိုင်သောဖြစ်ဆွမ်းခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒုတိယဥပပါရမီတော်သည်အင်မတန်မြင့်မြတ်လာပါတယ်နောက်တတိယဆိုရင်တော့စဉ်းစားလို့ကိုမနိုင်တော့အောင်ဖြစ်ပါတယ်တတိယကြတော့အားလုံးဖြစ်တဲ့ပြေအသက်ကိုပါဖြစ်စွမ်းပါတယ်အဲ့ဒါကိုပါရမတ္ထပါရမီလို့ခေါ်ပါတယ်ဒါနပါရမီကနေပြီးတော့ဥပက္ခပါရမီထိဖြစ်ပါတယ်ဒီလိုဆိုရင်ပါရမီ30ဆိုတာကိုကျွန်တော်တို့အချုံအပြည့်သိလောက်ပါပြီဒီပါရမီ30နဲ့အသက်သွေးပေါင်းမြောက်များစွာအသွေးတော်နန္ဒအသားတော်နန္ဒလို့ဖြစ်ဘဝစွာရေတွက်လို့မနိုင်အောင်လေးသိမ့်ချင်အဲ့ဒီလို
သာရကမာနီစဒုထမြောက်နေတဲ့ကိုတော်မူရဲ့ဖျားအလုံးတော်မွေးတာဒီယောဂီများအားလုံးနဲ့သိပြီးသားကျွန်တော်အနေငယ်များသတိပေးပြီးပြန်ကောက်ခြင်းဖြစ်ပါတယ်မဟာတက္ကရေ68ခုနှစ်ကဆုံလပြည့်ပေါက်ကြနေ့မှာဖျားလောင်းတော်သိတ္တနာမင်းသားမွေးပါတယ်အဲ့ဒါဒီလည်းပဲကျွန်တော်တို့ကဘာမှာယနေ့အလုံးအထင်ရှားနေတဲ့တက်တည်အလုံးပြလို့ရပါတယ်အဲ့ဒီလိုမွေးဖွားလာတဲ့ဖျားလောင်းတော်မွေးပြီးတဲ့မွေးလာပြီးတဲ့အခါမှာအ ਨੇ ဆုံးကျွန်တော်တို့သိထိုက်တဲ့အချက်လေးတွေကိုကျွန်တော်အချုံးမဲ့တင်အပြတော့မယ်ကျွန်တော်တို့အချိန်နဲ့သိနေတဲ့အတွက်ကြောင့်မလို့ဒီလိုဆိုရင်ဖျားလောင်းတော်မွေးတဲ့နေ့ဒီကဆုံလပြည့်ပေါက်ကြနေ့မှာမွေးပါတယ်ဒီလိုဆိုရင်ကဆုံလပြည့်နေ့မှာကျွန်တော်တို့ဘာကျင်းပကြလဲဆိုတော့ညောင်ရည်သောပွဲကျင်းပကြပါတယ်ဘာကြောင့်ညောင်ရည်သောပွဲကျင်းပလဲဆိုတာကိုကျွန်တော်အမျိုးမျိုးသုတေသနပြုပြီးမေးကြပါတယ်ဖြေတတ်တဲ့ပုဂ္ဂိုလ်များရှားပါလာတာကိုတွေ့ပါတယ်တယောက်ဖြေမတတ်တော့ပါဘူးညောင်ပင်ကြီးကိုရေသွားလောင်းပြီးတုပ်ပြီးတုံဝီဆိုဘလုံးဆိုသွားလောင်းဒါပဲလုပ်ကြတယ်ဘာကြောင့်လုပ်မှလည်းမသိကျွန်တော်တို့ဖះရှင်ရဲ့အလိုတော်ကြကိုလည်းနားမလဲပညာရှင်တွေအားလုံးတို့ရဲ့ရည်မှန်းချက်ကိုလည်းပျောက်ကွယ်ကုန်တာတွေ့ရှိရပါတယ်ကဲဒီလိုဆိုရင်ကဆုံလပြည့်နေ့အကြောင်းကိုအနည်းငယ်ပြောကြမယ်ဆိုရင်ကဆုံလပြည့်နေ့ဒီဖះအလောင်းတော်ပထမဦးဆုံးဗျာဒိတ်ယူတာကဆုံလပြည့်နေ့မှာယူခဲ့ပါတယ်နံပါတ်2ကကြတော့ဖះအလောင်းတော်ဒီမဟာတက္ကရေ68ခုနှစ်ကဆုံလပြည့်တောက်ကြနေ့မှာမွေးတယ်လေကဆုံလပြည့်နေ့ဖြစ်ပါတယ်နံပါတ်3ဒီကဆုံလပြည့်နေ့မှာဖះပွက်တော်မူပါတယ်103ခုနှစ်ကဆုံလပြည့်ဗုဒ္ဓဟူးနေ့မှာဖះပွက်ပါတယ်ဒါကြောင့်မို့လို့ဗုဒ္ဓနေ့လို့ခေါ်ပါတယ်နံပါတ်4ဒီဖះရှင်ကိုတော်မြတ်ကြီးဒီဖះဖြစ်ပြီးတဲ့အခါမှာဆွေတော်မျိုးတော်တွေကိုပြန်ပြီးဗုဒ္ဓဝင်အကျင့်ကိုဟောကြားတာလည်းပဲကဆုံလပြည့်နေ့ဖြစ်ပါတယ်နံပါတ်5ဒီဖះရှင်ကိုတော်မြတ်ကြီးပြိဋိနိဗ္ဗာန်စံတာဒီမဟာတက္ကရေ148ခုနှစ်ကဆုံလပြည့်နေ့မှာပြိဋိနိဗ္ဗာန်စံခဲ့ပါတယ်ဒါကြောင့်မို့လို့အ ਨੇ ဆုံးကျွန်တော်တို့သိရမှာက5ချက်ထဲမှာတစ်ချက်လောက်သိရင်ကိုကျွန်တော်တို့တော်တော်ကိုဝမ်းမြောက်စရာကောင်းပါပြီဗုဒ္ဓနေ့အဲ့ဒါဒီဖျားပွက်တော်နေ့အဲ့ဒါတော့လက်သိပြီးတော့ဖျားပြိဋိဘံစံပြီးဆိုတော့ဒီညောင်ပင်ကိုဘာကြောင့်ရည်သွားလောင်းတာလဲဆိုတော့ရေသည်သတ်ရှင်းစေတယ်ပြီးတော့အေးမြတယ်ပြီးတော့အသက်ကိုဆက်လက်ပြီးတော့ရှင်တန်ကြီးထွားစေတယ်လို့အထိပ္ပယ်သက်ရောက်ပါတယ်ဒါကြောင့်မို့လို့ညောင်ပင်သည်ပြိဘောဂစေတီမြောက်ပါတယ်လောင်းတဲ့ရေသည်အသက်ကိုဆက်လက်ပြီးတော့ရှင်တန်ကြီးထွားစေတယ်ဆိုတာအထိပ္ပယ်သက်ရောက်တဲ့အတွက်ကြောင့်ကျွန်တော်တို့အားလုံးကဆုံလပြည့်နေ့ကျင်းပတဲ့အခါမှာဘုရားရှင်ကိုတော်မြတ်ကြီးကိုသေချာကြည်ညိုပြီးဒီနေ့မှာဘုရားမွေးတယ်ဘုရားပွက်တယ်ဘုရားပြိဋိဘံစံပြီးအဲ့လောက်လေးတော့ကျွန်တော်အနေနဲ့သိပြီးတော့ရေနဲ့လောင်းတဲ့အခါမှာဘုရားပြိဋိဘံစံတော်မူတဲ့အတွက်ကြောင့်ဘုရားရှင်ရဲ့သာသနာတော်ကြီးမညှိုးနွမ်းရလေအောင်ဆက်လက်ပြီးတော့ရှင်တန်ကြီးထွားပြီးဝေစာအောင်ငါတို့တွေသည်မိမိရဲ့တတ်နိုင်စွမ်းရှိတဲ့ဖက်ကနေပြီးစောက်ရှောက်ကြမယ်ပတ်ပူးကူညီကြမယ်လို့ဟောဒီလိုမျိုးများစိတ်ဓာတ်လေးနဲ့လုံးရင်မကောင်းဘူးလားဗျာကောင်းတယ်နော်ဒါကြောင့်မလို့အဲ့ဒီအချက်လေးကိုကျွန်တော်မိမောင်းထုတ်ပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့သာသနာတော်ကြီးဖျားပြိဋိဘံစံပေမဲ့ကျွန်တော်တို့သာသနာဝင်အားလုံးတို့ဒီပတ်ပိုးကြမယ်စောက်ရှောက်ကြမယ်အသိကိုဆင်းရှင်းဆက်လက်ပြီးတော့ရှင်တန်ကြီးထွားအောင်သာသနာတော်ကြီးဝေစာအောင်ကျွန်တော်တို့အားလုံးကနေပြီးတော့ပတ်ပိုးကူညီစောက်ရှောက်ကြမယ်လို့အဲ့ဒီလိုစေတနာများဖြင့်ရေလောင်းပေးကြပါလို့တိုက်တော်ချင်းအဖြစ်ကဆုံလပြည့်နေ့အကြောင်းကိုကျွန်တော်တို့ဒီမှာညီလို့ချုပ်ပါတယ်ဒုတိယကဝါဆိုလပြည့်နေ့တဲ့ဝါဆိုလပြည့်နေ့လည်းလူတော်တော်များသိပါတယ်ဝဝင်တော့မယ်ဆိုတာနဲ့ကျွန်တော်တော်တော်များသိတယ်ဝဝင်ရင်ဟိုဟာလုံးလို့မရဘူးတဲ့အဲ့ဒါလေးပဲလူတွေပြောကြတယ်ဘာလဲဆိုတော့ဝဝင်ရင်ဘာလုံးလို့မရလဲဆိုတော့အိမ်ထောင်ပြုတ်လို့အိမ်ပြောင်းတာလည်းပါပါတယ်ကဲအိမ်ထောင်ပြုတ်လို့မရအိမ်မပြောင်းရဘူးလို့ကျွန်တော်တို့ပြောကြပါတယ်ဘာကြောင့်လို့အိမ်မပြောင်းရမှာလဲဘသူဖះဘယ်ဖះများဆုံးမခဲ့တာလဲကျွန်တော်တို့ဒေသနာမှာရှားပါတယ်ဖះအိမ်မပြောင်းရဆိုဘ누구ဆုံးမထားလဲလိုက်ရှာတော့လူတွေကိုဆုံးမထားတာမဟုတ်ဘူးခင်ဗျာလူတွေကနှစုံနှဖျားကြားသွားတာတကယ်ဆုံးမထားတာကသံဃာတော်တွေကိုဆုံးမထားတာဗျာဝါဝင်လို့ရှိရင်သံဃာတော်တွေကြောင်းမပြောင်းရဝါဆိုရမယ်လို့ဆုံးမလိုက်တာကိုလူတွေကသံဃာတော်တွေကိုခိုင်းတာကိုကိုယ်ခိုင်းတယ်ထင်ပြီးငါလည်းအိမ်မပြောင်းတော့ဘူးလို့လုပ်ပါတယ်သူများခိုင်းတာကိုလိုက်လုပ်ပြီးတော့ကိုယ်ခိုင်းတာကြတော့ကိုဘာမှမသိတော့ကဲကျွန်တော်တို့ဘလောက်မားနေတယ်နော်ကိုယ်ခိုင်းတာကြတာရှိပါတယ်ဒီလိုဆိုရင်ဝါဆိုလပြည့်နေ့ဒီဘာနေ့လဲလို့ကျွန်တော်တို့ကြည့်လိုက်ရင်နံပါတ်1ဒီဝါဆိုလပြည့်နေ့မှာဖခင်လောင်းတော်ဒီပฏิတန်တေစယူပါတယ်ဒါကြောင့်မလို့ဝါဆိုလပြည့်နေ့ပฏิတန်တေယူတာဇာတာပတိနေ့မှာယူပါတယ်နံပါတ်2ကဝါဆိုလပြည့်နေ့မှာတောထွက်ပါတယ်တနင်္လာနေ့မှာတောထွက်ပြီးနံပါတ်3ကဝါဆိုလပြည့်နေ့မှာဓမ္မစကြာတရားတော်ကိုဟောကြားတော်မူခဲ့ပါဒါကြောင့်မလို့ဓမ္မနေ့လို့ခေါ်ပါတယ်ဝါဆိုလပြည့်နေ့နံပါတ်3ကကြတော့အဲ့ဒီနေ့မှာပဲပင်စောက်ဝိ9ဦးကိုတရားဦးဟောတဲ့အတွက်ကြောင့်မလို့ပထမဦးဆုံးတော့လူသားတဲ့ကနေပြီးဖောတာပန်စပ်ပေါ်ပါတယ်
အဲ့ဒါဒီအရှင်ကိုတင်ညာဒီပထမဆုံးဝါဆိုလပ်ပြီးနေမှာပေါ်တဲ့သောတာပန်ဖြစ်ပါတယ်နံပါတ်5ဒီအဲ့ဒီသောတာပန်တည်တဲ့အရှင်ကိုတင်ညာကနေပြီးတောင်းပန်ပါတယ်ဘုရားတပည့်တော်အားယဟန်ပြုပေးတော်မူပါလို့တောင်းပန်တဲ့အခါမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာအေဟိဘိက္ခုခေါ်ပြီးယဟန်ပေါ်ပေါက်လာခဲ့ပါတယ်ဒီနေ့ဒီမှန်ကနေလို့လည်းခေါ်ပါတယ်ဒါကြောင့်မလို့ပြန်ကောက်ကြည့်ရင်ပဋိတံဒီတည်တော်နေ့ရဲ့ပြီးတော့တောထွက်တော်နေ့ရဲ့ပြီးတော့ဓမ္မစကြာနေ့ဓမ္မနေ့ဖြစ်ပြီးတော့နံပါတ်4ဖြစ်တဲ့တောတာပံလူသားပေါ်ပြီးနံပါတ်5ဖြစ်တဲ့သံဃာပေါ်တဲ့နေ့ဖြစ်ပါတယ်ဒါကြောင့်မလို့ဝါဆိုလပ်ပြီးနေ့ဒီယာရနာပုံပါစုံတော်နေ့ဖြစ်ပါတယ်ဖယားတရားတန်ခါစုံတဲ့နေ့ဖြစ်ပါတယ်ဒါကြောင့်မလို့ဝါဆိုလပ်ပြီးနေ့ကအင်မတန်မြင့်မြတ်လာပါတယ်အဲ့ဒီနေ့မှာကျွန်တော်တို့အားလုံးတို့ဒီအနည်းဆုံးဝါဆိုလပ်ပြီးနေ့ကိုကျင်းပတဲ့အခါမှာဘယ်လိုကျင်းပစေချင်လဲဆိုကျွန်တော်ရဲ့အယူဆလေးတစ်ခုပါအဲ့ဒီနေ့မှာအနည်းဆုံးဥတည်တာကဓမ္မကိုဥတည်ပါတယ်ဓမ္မယတနာပေါ်လာပါတယ်ဒါကြောင့်မလို့ဓမ္မရဲ့အဓိပ္ပာယ်ကိုအနည်းငယ်သိဖို့ကောင်းပါတယ်ဓမ္မရဲ့အဓိပ္ပာယ်ဒီအပယ်လေးပါးကနေပြီးလွှမြောက်နိုင်ပြီးနိဗ္ဗာန်သို့ပို့ဆောင်ပေးနိုင်သောတရားကိုဓမ္မလို့ခေါ်ပါတယ်အဲ့ဒီဓမ္မဒီလေဓမ္မစကြာနေ့မှာဟောကြားလိုက်တဲ့အချိန်မှာယောဂီများအားလုံးဒါဗုဒ္ဓဝင်အကျင့်ကိုပြန်ကောက်ကြည့်ရင်ဖျားအလောင်းတော်ဒီ29နှစ်တာလူသားဖြစ်နေမင်းတို့ရဲ့စီစဉ်ခံစားပြီးနေတဲ့အချိန်မှာအစောတရားတစ်ခုတည်းလက်ရစောဖြစ်ပါတယ်အဲ့ဒီအချိန်မှာလောဘတွေကိုသာပေါ်ပြီးအမြဲတမ်းလိုနေတာပဲဖြစ်ပါတယ်လောဘဆိုတာအမြဲတမ်းလိုနေတာပဲဖြစ်ပါတယ်ခဏကျွန်တော်တို့လောကထဲမှာကျင်လည်နေကြတဲ့လူသားအလုံးတို့ဒီလည်းလောဘနဲ့ကျင်လည်တာများလာပါတယ်ဒါကြောင့်မလို့ပြည့်စုံပြီလားမင်းရင်ဘယ်တော့မှမပြည့်စုံပါဘူးတရားရတဲ့လူတစ်သိန်းရလူတစ်ပန်းရလူကတိဘယ်တော့မှမဆုံးနိုင်တော့လောဘဇောကို29နှစ်အထိဘုရားလောင်းတော်ကရောက်ရှိနေပါတယ်အဲ့ဒါကိုလက်ရဇောလို့ခေါ်ပါတယ်အဲ့ဒါဒီကာမတုခလိကနုယောဂါလို့အစောတစ်ဖက်ကိုရောက်ရှိနေပါတယ်လက်ရဇောလောဘဖြစ်ပါတယ်အဲ့ဒီချိန်မှာ29နှစ်ကြာတော့နမိတ်ကြီးလေးပါးကိုတွေ့မြင်တော်မူပြီးတောထွက်တယ်အဲ့ဒီချိန်မှာ29ကနေပြီး35နှစ်အထိ6နှစ်တိုင်ဒုက္ခစရိယကိုจิตပါတယ်။ဘာကြောင့်จิตတာလဲလို့ကြည့်ရင်လက်ရစောဖြစ်တဲ့လောဘကိုသေစေခြင်းလို့အဲ့ဒီလောဘကိုသတ်အောင်မလို့သေအောင်จิตလိုက်တော့ဒေါသတွေပြန်ပေါ်သွားပြန်ရောလောဘသေအောင်ခန္ဓာကိုယ်ကိုအမျိုးမျိုးနှိမ့်ဆက်ညင်စေပြီးจิตပါတယ်။အဲ့ဒါဒီဒုက္ခစရိယအကျေအစောတရားအနေနဲ့ပြောရင်အတ္တကိလေသာနုယောဂလို့ခေါ်ပါတယ်။အဲ့ဒီအစောတရားရောက်သွားတော့ဘာပေါ်လာလဲဆိုတော့လောဘမပြုတ်တဲ့အပြင်ဒေါသဆိုတဲ့တရားကပေါ်လာပြန်ရောဒါကြောင့်မလို့အစောတစ်ဖက်ကိုရောက်သွားခဲ့ပါတယ်ဒါကြောင့်မလို့လက်ဝဲစောကဒေါသလက်ရစောကလောဘအဲ့ဒီအစောနှစ်ဖက်ကိုခေါ်တဲ့အန္တနှစ်ပါးမှာရောက်ရှိနေတဲ့အခါမှာဖျားမဖြစ်ပါဘူးအဲ့ဒီအချိန်မှာပဲ35နှစ်လဲကြာရောမေဇိမပရိပဒါလို့ခေါ်တဲ့အလယ်လန်းလို့ခေါ်ပါတယ်မေဇိမပရိပဒါအလယ်လန်းဆိုဒီမှာလောဘနဲ့ဒေါသအစောနှစ်ဖက်ကိုရှောင်းပြီးတော့မေဇိမပရိပဒါအလယ်လန်းလို့ပြောတဲ့မိတ်က8ပါးသောလမ်းပေါ်မှာရှောက်တော့မှလမ်းလဲဆုံးတော့ယောဂီတို့ရေဆုံးတော့ဆိုတာကိုပါစေချင်ပါတယ်နော်လမ်းလဲဆုံးတော့သစ္စာ၄ပါးတခဲနဲ့သိမြင်တော်မူပြီးဖျားဖြစ်တော်မူခဲ့ပါတယ်အဲ့ဒီချိန်ကြတော့မှဖျားတရားပြန်ဟောတဲ့အခါမှာဓမ္မစကြာတရားရဲ့အဓိပ္ပာယ်ကအဲ့ဒါပါပဲဒီနေ့ဓမ္မစကြာကိုယွတ်နေကြတဲ့ပုဂ္ဂိုလ်တို့ဒီအဓိပ္ပာယ်ကိုနားမလည်ပဲနဲ့တော်တော်များများယွတ်နေတာတွေ့ရှိရပါတယ်ဒါကြောင့်မလို့အဓိပ္ပာယ်နားလည်အောင်တိုက်တော်ပေးကြပါလွယ်လွယ်လေးပါအရှိပြောရင်လောဘဇောတော့ဒီဘက်ကလောဘဇောလက်ရဇောဒီဘက်ကဒေါသဇောလက်ဝဲဇောအစောနှစ်ဖက်ကိုရှောင်းပြီးအလယ်လန်းဖြစ်တဲ့မိခင်၈ပါးသောလမ်းကိုရှောက်တော့လမ်းလဲဆုံးတော့သစ္စာ၄ပါးသိမြင်တော်မူပြီးဘုရားဖြစ်တော်မူခဲ့ပါတယ်ပြီးတော့မှသစ္စာ၄ပါးကိုအကျယ်ချက်တယ်မိခင်၈ပါးကိုအကျယ်ချက်တာပြီးဓမ္မစကြာရဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီလိုဆိုရင်အတူဆုံးနည်းနဲ့ပြောလိုက်မယ်ဆိုရင်သင်္ကေတနဲ့ပြလို့ရပါတယ်ကျွန်တော်ပြမဲ့သင်္ကေတဟာရုပ်ပြီးတော့နားလည်ပါစေခွက်တော့ပါတူတူလေးနဲ့ပြလို့ရတယ်ရွှီ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 ဆိုပြီးသွားတယ်မြင်လိုက်လားမသိဘူးမြင်လိုက်ပြီနော်ရွှီဆိုတာလေယာစောရှောင်းတယ်ရွှီလေဝဲဆောင်းတယ်ရွှီဆိုတာမိခင်၈ပါးကိုသွားရင်ရွှီဆိုတာသက်စာ၄ပါးကိုတည်မြင်တော်မူပြီးဖျားဖြစ်တော်ပါလားရွှီ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 ဆိုပြီးသွားပါပြီ20စက္ကန့်နဲ့ပြီးပါတယ်ဒီလိုဆိုရင်ဓမ္မစကြာလေးပဲဘာလဲလို့မေးရင်ရွှီ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 လုံးလိုက်ပေါ့နော်ရွှီ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 ပြီးပြီကဲဒီလိုဆိုရင်ဓမ္မစကြာရဲ့အဓိပ္ပာယ်ကိုသိမယ်ဆိုရင်ဝါဆိုလပ်ပြည့်နေ့မှာကျွန်တော်တို့တွေအ ਨੇ ဆုံးတော့ဓမ္မစကြာရဲ့အဓိပ္ပာယ်အတူလေးနဲ့သိပြီးတော့ဓမ္မရဲ့အဓိပ္ပာယ်ကိုသိပြီးလောဘနဲ့ဒေါသကိုအဲ့ဒီဝါဆိုလပ်ပြည့်နေ့မှာတော့တရက်လောက်လေးရှောင်လိုက်မယ်ဆိုရင်ယောဂီများအားလုံးပူဇော်ညာကြပါမယ်ကဲဒီလိုပါပဲဝါဆိုလပ်ပြည့်နေပြီးရင်နောက်ရက်တွေအများကြီးရှိပါတယ်သတရင်ကျော်လပ်ပြည့်နေအဲ့ဒီသတရင်ကျော်လပ်ပြည့်နေလည်းပဲခဏကျွန်တော်တို့အားလုံးသတရင်ကျော်လပ်ပြည့်နေဘာနေ့လဲလို့ကျင်းပတာပြောကြမယ်ဆိုရင်
တင်းကြော့ပြီလို့ပြောရင်ဟိုဟာလုံးလို့ရပြီလို့ပြောကြပါတယ်ဟိုဟာဆိုတာဘာလဲလို့ပြောရင်မင်္ဂလာဆောင်ပွဲတွေလည်းပါတယ်အိမ်ပြောင်းလို့ရတယ်လည်းပါတယ်ပြီးတော့အဲ့ဒီနေ့မှာမိဘုံပြန်လော့တာတွေလည်းပြောကြဆိုကြတယ်မိထောပွဲတွေကျင်းပတယ်ကဲဒီလိုဆိုရင်ကျွန်တော်တခုယောဂီများအားလုံးမျက်စိနဲ့မြင်နေရတယ်တခုမေးမယ်ဆိုရင်မိထောပွဲတွေပူဇော်ပွဲတွေကျင်းပကြပါတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကမိထောရမယ်လို့ဘယ်သုတ်တံမှာဘယ်ဒေသနာမှာဆုံးမခဲ့တယ်လဲကြည့်တော့ကျွန်တော်လိုက်ရှာလာရှာလို့မတွေ့ပါဒီလိုဆိုရင်ဘုရားရှင်ကိုယ်တော်မြတ်ထောခိုင်းသလားဆိုတော့မသိဘူးလူတွေထောလိုက်တာဘယ်လောက်ထောလဲဆိုကျွန်တော်တို့မြို့တွေမှာပါကျွန်တော်တို့အောက်ဖက်မြို့တွေမှာဘယ်လိုထောလဲဆိုတော့ရှိသမျှအပေါက်တွေမှာအလုံးလိုက်ထောတယ်ပတင်ပေါက်တွေအကုန်ထောမိဖိုးတွေထောအိမ်သာအပေါက်တွေထောနောက်ဆိုင်ကယ်တွေစစ်ဘိတ်တွေမှာစထောအကုန်ထောတယ်ထောတော့ဝုံတိုင်းကွမ်းဆိုပေါက်ကွဲကုန်ပြီးမိတွေလောက်ကုန်ပြကြသွားဗျာရောတမျိုးလုံးဘာလို့တာလဲလို့မေးရင်ဘုရားကိုပူဇော်တယ်တဲ့ဘာဖြစ်လို့ဘုရားပူဇော်ရင်ဘုရားကျောင်းဆောင်အရှိမတဒိုင်လေးသောဖြောင်းတောင်လေးနဲ့ပူဇော်ရင်ရပါတယ်ဒါပေမဲ့ရှိသမျှအပေါက်တွေထောတော့အိမ်သာမှာလည်းသွားထောတော့ဘာလို့ဖို့ဆိုဘုရားအိမ်သာလာတက်မလို့လို့သူတို့ပြောကြတာနောက်ဘုရားကစက်ပင်းစီးမလို့ဆိုင်ကယ်စီးမလို့ရှောက်ထောတယ်အဲ့ဒါဟာကြည်ညိုတာမဟုတ်ပါတကယ်တမ်းပြောမယ်ဆိုရင်ကပြစ်ကချော်ကျွန်တော်လောက်ကြခြင်းဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့တတိပေးပါတယ်တကယ်လို့ပူဇော်ခြင်းတပတ်ဆိုရင်ဘုရားကျောင်းဆောင်ရှိမှာပူဇော်ပါမိမပူဇော်ရဘူးလို့မပြောပါမိမိရဲ့တရားတရားရကြည်ညိုခြင်းတဲ့ပုဂ္ဂိုလ်များကြည်ညိုလို့ရပါတယ်တိုးတော့ရှိသမျှအပေါက်တွေမှာလိုက်ထောတာလည်းမသိပြီသားပေါ့ပါဇက်နဲ့ကြဲကြဲဟာလိုက်လည်းပါဇက်မှာလည်းလာထောမဲ့ဘောရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးတို့ဒီအဓိပ္ပာယ်မသိဘဲနဲ့လုံနေတာတွေကိုဖြစ်နိုင်မယ်ဆိုတတိပြုကြစီခြင်းပါတယ်တည်င်းကျော်လပ်ပြည့်ရဲ့အဓိပ္ပာယ်ဒီဘုရားရှင်ကိုယ်တော်မြတ်ကြီးဒီဝါတွင်၃လပတ်လုံးတောင်းရင်သာမှာမေတော်မိနာတာအားကျေးဇူးသွားဆက်တာဖြစ်ပါတယ်အဲ့ဒီဆက်တဲ့တရားကလည်းအဘိဓမ္မာတရားတော်နဲ့ဆက်ပါတယ်ဒါနသီလသမထနဲ့ဆက်တာမဟုတ်ပါဘူးအဘိဓမ္မာတရားတော်နဲ့ဆက်ပါတယ်အဘိဓမ္မာဆိုတဲ့အဓိပ္ပာယ်ကလည်းပဲဝိပဿနာတရားသာလျှင်ဖြစ်ပါတယ်အဘိဓမ္မာသည်တန်ត្រာလွတ်မြောက်ကြောင်းအတွက်လမ်းကြောင်းပေးသောလမ်းညွှန်ပေးသောတရားတော်ဖြစ်ပါတယ်ဒါကြောင့်မလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်မိဘနှစ်ပါးစလုံးကိုဓမ္မဖြစ်တန်ត្រာလွတ်မြောက်ကြောင်းဖြင့်ကျေးဇူးဆက်ခဲ့တာကိုလက်တွေ့အရှိရနေပြီးတော့ဥဆောင်ပြီးနမူနာအနေနဲ့လွတ်ပြခဲ့ပါတယ်တိုးတော့ကျွန်တော်တို့ဗုဒ္ဓသာသနာဝင်တို့ဒီမသိဘဲနဲ့ဘုရားရှင်ရဲ့စေတနာဘုရားရှင်ရဲ့အလိုတော်ကြောင့်မသိဘဲနဲ့ကျွန်တော်တို့ထင်ညာကိုလိုက်လုံးနေကြတဲ့သဘောမျိုးရှိရပါတယ်ဒါကြောင့်မလို့တရင်ကျော်လာပြီးနေမှာကျွန်တော်တို့ဘာလုပ်ကြတယ်လဲဆိုတော့အနည်းငယ်များတော့ကြမ်းပါတယ်ဘာကြမ်းလဲဆိုတော့ခြေစူးရှင်တွေကိုလိုက်ပြီးခြေကတော့ကြပါတယ်အဲ့ဒီအစဉ်လာလေးကမဆိုးပါဘူးနည်းနည်းလေးကြံသေးတယ်အဲ့ဒီခြေကတော့ကဘာနေကတော့လဲဆိုတော့ဖျောင်းတိုင်းတွေမုတ်ဘုံတွေတချို့တစ်ထေးတွေကတော့စိန်နေရွှေတွေယာသနာတွေနဲ့ကတော့မှာပေါ့ဗျာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဲ့ဒီလိုကတော့စမ်းပါလို့ဘယ်တရားတော်မှာဟောခဲ့တာရှိပါသလဲလို့ကြည့်ရင်မရှိပါဘူးဘုရားရှင်ကိုယ်တော်မြတ်ကငါဒီလိုလုပ်တယ်ဟေးလို့ပြခဲ့ပါတယ်ဘာနည်းပြခဲ့လဲဆိုတော့ဓမ္မဖြစ်ပြခဲ့ပါတယ်ဟောဒီလိုဓမ္မနဲ့ကျေးဇူးဆက်ပြပါတန်ត្រာလွတ်မြောက်ကြောင်းနဲ့ဆက်ရင်တော့ကျေးဇူးဆက်ရရောက်ပါတယ်ကျေးဇူးကျေနိုင်ပါတယ်ကျေးဇူးမဆက်တတ်တဲ့ပုဂ္ဂိုလ်များဆက်နေရင်ကျေးဇူးမကျေဘူးလို့ပြောတာအမှန်ပဲဘာလို့မကျေတာလဲဆိုတော့မဆက်တတ်လို့မကျေတာပါဆက်တတ်ရင်ကျေပါတယ်မိဘနဲ့တကွာဆရာသမားတွေကိုယ့်ရဲ့ကျေးဇူးရှင်အားလုံးတို့အားဓမ္မဖြစ်ဓမ္မဆိုတဲ့နေရာမှာဝိပဿနာတရားဖြစ်တန်ត្រာလွတ်မြောက်ကြောင်းတရားဖြစ်တာကျေးဇူးဆက်နေဆိုရင်ဘုရားရှင်ရဲ့လူတော်ကြသတင်းကျော်လာပြီးနေအဓိပ္ပာယ်ကြီးပြည့်စုံပါလိမ့်မယ်ဒါကြောင့်မလို့သတင်းကျော်လာပြီးနေမှာအမြတ်ပါဏနှစ်ခုပါပါတယ်တက်တာအဘိဓမ္မာတရားတော်တွေကိုဖော်ဆောင်ဖို့ကောင်းပါတယ်ဒါကြောင့်မလို့အဘိဓမ္မာအခါတော်နေ့လို့မှတ်မှန်ထားခြင်းဖြစ်ပါတယ်အဘိဓမ္မာတရားတော်ကိုဖော်ဆောင်ရအောင်အဲ့ဒီနေ့မှာအနည်းဆုံးဝိပဿနာတရားတွေနဲ့ပူဇော်ကြရအောင်နံပါတ်1ကကြတော့မှာပဲကျေးဇူးရှင်တွေဖြစ်တဲ့မိဘဆရာသမားတွေကျေးဇူးရှင်တွေအားလုံးတို့အားတခြားသောမုတ်ဘုံတွေရွှေတွေငွေတွေနဲ့ကတော့ခြင်းနဲ့ကတော့ပါမကတော့ရဘူးလို့ဆိုလိုပါဘူးမိမိတတ်နိုင်ရင်ကတော့ပါမတတ်နိုင်တဲ့ဆင်းရဲသားတွေကမကတော့ရတော့ဘူးလားကတော့လို့ရပါတယ်ဝိပဿနာတရားနဲ့ပတ်သက်တဲ့ဗျာမှမကုန်ပါဘူးမိမိရဲ့မိဘတွေဘိုးဘတွေဆွေမျိုးတွေကျေးဇူးရှင်တွေအားလုံးတို့အားဝိပဿနာတရားအားထုတ်နိုင်ရေးအတွက်ပတ်ပိုးကြမယ်တိုက်တော်ကြမယ်ဆောက်ရှောက်ကြမယ်အဲ့ဒီလိုမျိုးလုပ်ကြမယ်ဆိုရင်သတင်းကြော်လာပြီးနေရဲ့အဓိပ္ပာယ်ပြီးပြည့်စုံသွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့တိုက်တော်ပါတယ်ဒီလိုပါပဲတဘိုးတွေလာပြီးနေပြီလဲဩဝါဒပါတိမောင်နေဖြစ်ပါတယ်အဲ့ဒါလည်းကျွန်တော်တို့ဒီနေ့ဓမ္မလက်ဆောင်တွေပြပေးထားတဲ့စာရွက်ထဲမှာပါပါတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဒီရာဇဂိုပြည်မှာဝရာဇဂိုပြည်ကယဟန္တာ1250တော့ယဟန္တာတို့ကိုပထမဦးဆုံးတော့ဩဝါဒပေးလို့နေဖြစ်ပါတယ်အဲ့ဒီနေ့ဒီဩဝါဒပါတိမောင်နေလို့ကျွန်တော်တို့တဘိုးတဲလာပြီးနေကိုကျင်းပကြပါတယ်တိုးတော်လေတဘိုးတဲလာပြီးနေမှာထမင်းနဲ့ပွဲနေကျွန်တော်တို့လူတွေအကြိုက်လူတွေတတိယအောင်ဆိုပြီးတော့ပညာရှင်တွေကစီစဉ်ခဲ့ပါတယ်ထမင်းနဲ့ထိုးတဲ့အခါမှာစုပေါင်းပြီးထိုးကြပါတယ်အဲ့ဒီထိုးကြတဲ့ညီမန်းချက်ဒီဘုရားရှင်ကိုယ်တော်မြတ်ကြီးကယဟန္တာကြီးစင်ကြယ်လာတဲ့ယဟန္တာကြီး1250တော့ယဟန္တာတို့ကိုပထမဦးဆုံးတော့ဩဝါဒပေးပြီးပန်ကအစည်းအဝေးကြီးညီညွတ်မှုကိုပြခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီနေ့ဒီပထမ
တန်ခပန်နိပါတနေလို့အဲ့ဒါလိုသတ်မှတ်ခဲ့ပါတယ်အဲ့ဒီနေ့ဒီဩဝါဒပါတိမောက်နေလို့လည်းခေါ်ပါတယ်သို့တော့ယနေ့ချိန်ခါမှာတပူတယ်လာမီနေဘာနည်းလဲလို့မင်းရင်တရားမှာ69ယောက်လောက်ကမသိတော့ပါဘူးဒါကြောင့်မလို့ယနေ့ယောဂီများအားလုံးကိုတိုက်တော့ပါတယ်တပူတယ်လာမီနေဒီဘုရားရှင်ကိုယ်တော်မြတ်ရဲ့ပထမဦးဆုံးသောစင်ကြယ်လာသည့်ယဟန္တာ1250တို့ကိုညီညွတ်စွာဖြင့်ဆုံးမခဲ့သောနေ့တစ်နေ့ဖြစ်ပါတယ်အဲ့ဒီနေ့မှာစုပေါင်းညီညာအောင်ကြောင်းဖြာလို့အဓိပ္ပာယ်သက်ရောက်ပြီးတော့တပူရဲလာပြီးနေ့ကိုဘာလို့ကြလဲဆိုတော့ထမင်းနဲ့ပွဲနဲ့ထိုးခဲ့ကြခြင်းဖြစ်ပါတယ်အဲ့ဒါဒီလည်းပဲဩဝါဒပါတိမောက်နေလည်းပဲဘုရားအဆူဆူတို့ဆုံးမခဲ့သောအဆုံးအမတွေကိုပြန်လဲပြီးဘုရားရှင်ကနေပြီးဆုံးမခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီနေ့မှာဆုံးမလိုက်တဲ့စကားလုံးတွေ၃ကြောင်းပဲရှိပါတယ်လောကချုပ်တည်ခြင်းဟူသောတိခံခြင်းသည်အလွန်မြင့်မြတ်သောအဖြစ်ပေသည်နံပါတ်2ကမိမိစိတ်ကိုတာရှင်းဖြူစင်စေရ၏နံပါတ်3ကထူးမြတ်သောအကျင့်ထူးမြတ်သောစိတ်၌လွန်စွာအားထုတ်ရ၏လို့သုံးချက်ဆုံးမခဲ့ပါတယ်ဒါအနည်းချုပ်ဖြစ်ပါတယ်ဒီလိုဆိုရင်ကျွန်တော်တို့တူတူနဲ့ပြန်ကောက်ရင်တက်ကတိကံလို့ပြောပါတယ်နှစ်ကကြတော့ဖြူအောင်ထားသူများဖြူမဖြူမိမိစိတ်ဖြူဖို့လိုပါတယ်နံပါတ်3ကထူးတဲ့အကျင့်ကိုကျင့်ပမာဏရှန်ကအကျင့်တွေမကြကြနဲ့လို့ဘုရားရှင်ကနေပြီးယဟန္တာတွေကိုဆုံးမခဲ့တဲ့အင်တန်နစ်ချမ်းသာတဲ့အဆုံးအမဖြစ်ပါတယ်ဒီသုံးချက်ဒီကျွန်တော်တို့အားလုံးလည်းသိသင့်ပါတယ်အဲ့ဒီနေ့မှာပဲဆုံးမတဲ့ဩဝါဒပေးတယ်လို့ပဲလေးရတော်တန်ရှင်သာရိပုတ္တရာနဲ့လဝဲရဟန်ရှင်မမောက္ကလန်တို့အားတက်ကပါဝကကြီးတွေဆိုပြီးတော့အာနာအနင်းတဲ့နေ့လည်းခေါ်ကြပါတယ်ဒါကြောင့်မလို့ဒီနေ့ဒီကျွန်တော်တို့အားလုံးသိတဲ့နေ့ကတော့အထူးသဖြင့်သိတဲ့တာကအဆုံးမဩဝါဒကိုအနည်းဆုံးဩဝါဒပါတိမောက်ဆိုတဲ့၃လုံးလောက်တော့ကျွန်တော်တို့သိရင်တော်ကိုလုံလောက်ပါတယ်တက်ကသိခံကြပါနံပါတ်2ကကြတော့မိမိစိတ်ကိုဖြူအောင်ထားကြမယ်နံပါတ်3ကကြတော့ထူးတဲ့အချက်ကိုပဲကျေပမန်ကရှန်ကလေးကိုအဲ့ဒီနေ့မှာမကျင့်နေတော့ဒီသဘောမျိုးပဲဒီလိုပါလေဒီခါတော်နေ့ဒီအာနုံတို့ဒီအင်မတန်သိချာတိကျလာပါတယ်အဓိပ္ပာယ်ပြည့်စုံလာပါတယ်ဆိုတာကိုကျွန်တော်တို့နားလည်စေချင်တယ်ဒီလိုဆိုရင်ကျွန်တော်တို့ဗုဒ္ဓသာသနာဝင်တို့ဒီဘုရားရှင်ကိုယ်တော်များကြီးပွတ်တော်မူလာတယ်ဘလောက်သိချာလဲဆိုပြန်ကြည့်လိုက်မယ်ဆိုရင်ပထမဆုံးကြည့်ရင်ဘုရားရှင်ကိုယ်တော်များကြီးပါရမီဖြစ်တာကြည့်ရအောင်ဘုရားရှင်ကိုယ်တော်များကြီးပါရမီဖြစ်တာဒီအင်မတန်ကြံမြင့်လာဆိုတော့၄သိန်းချီကဘာတသိန်းအဲ့ဒီဟာဖြစ်ခဲ့တယ်ဆိုတာလည်းယုတ်ဒီများအလုံးသိပါလဲတကဘာဆိုတာကွန်ပျူတာနေတာမဆုံးနိုင်အောင်ကြံမြင့်လာပါတယ်အပင်သိန်းချီတစ်ခုဆိုတာလည်း3ညပေါင်း140ပါတယ်လို့ဆိုပါတယ်ဒီလိုဆိုရင်အင်မတန်ကြံမြင့်လာဆိုတော့မရေမတွက်နိုင်တော့အချိန်ကာလအဖြစ်ကျွန်တော်ဖြစ်ဆွမ်းခဲ့ပါတယ်နံပါတ်2ကကြတော့မရမနာဖြစ်ပါတယ်ဘယ်ဘဝမှာမရက်ခဲ့ပါဘူးနံပါတ်3ကကြတော့မချမ်းထားပါဘူးပါရမီ30ကိုခြံထားတာမရှိဘူးဟိုပါရမီငါမဖြစ်ချင်ဘူးဆိုတာမရှိပါဘူးအားလုံးကိုဖြစ်သွားခဲ့ပါတယ်နံပါတ်4ကကြတော့မျိုးသေးသေးလေးဆန်းဆန်းနဲ့ကြီးညိုပြီးဖြစ်ခဲ့ပါတယ်နံပါတ်5ကြတော့ပျော့ပါးနဲ့ဖြစ်ခဲ့ပါတယ်ဒါပါရမီဖြစ်တာလေအတိအကျအသေးချာရှိပါတယ်ဒီလိုပါပဲဘုရားလောင်းတော်ဘဝကနေပြီးဘုရားဖြစ်တဲ့အထိကလည်းပဲအမတန်သေချာတိကျမှန်ကန်လာတယ်ဆိုတာလေကျွန်တော်တို့ရှင်းချက်အနေနဲ့တင်ပြတတ်ပါတယ်နံပါတ်7ကပါရမီဖြစ်တာလည်းပဲအလုံးအတိအကျသေချာရှိပါတယ်နံပါတ်2ကကြတော့မွေးတဲ့ခုနှစ်လရက်ကလည်းအတိအကျသေချာရှိပါတယ်မဟာတက္ကရာ68ကစုံလာပြီးတောက်ချာနေ့ဆိုတာလည်းအလုံးအတိအကျသက်သေပြလို့ရပါတယ်ဒီလိုပဲမွေးတဲ့မိဘနှစ်ပါးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းမွေးတဲ့မိဘနှစ်ပါးဒီသုံးသက္ကနာမင်းကြီးနဲ့မယောဓမ္မတော်မှာဒီဆိုတာလည်းအလုံးသိတယ်ဖြစ်ပါတယ်နောက်တစ်ခါနံပါတ်4ကမွေးတဲ့နေရာကိုကြည့်လိုက်လို့ရှိရင်လည်းတိကျသေချာလိုက်တာရန်ကုန်မဟုတ်တာတော့တိကျတယ်ဘယ်မှာလဲဆိုတော့အိန္ဒိယနဲ့နီပေါနဲ့ဇက်ပေါ့အခုဆိုနီပေါပိုင်နေတဲ့ရောက်ပါပြီအဲ့ဒီနေရာကလုံမလီဥယျာဉ်မှာမွေးပါတယ်နေရာကလည်းတိကျလိုက်တာတဲ့နံပါတ်5အနေနဲ့ကြည့်ရင်ကျွန်တော်တို့နတ်ပြည်ပြမာတွေမဟုတ်ပါဘူးမွေးလာတာလူသားအစစ်မဟာလူသားဖြစ်ပါတယ်နံပါတ်6အနေနဲ့ကြည့်လို့ရှိရင်မွေးချင်းအုပ်ဖတ်ဆိုပြီးတော့ဖြစ်ပေါ်လာတဲ့ဖရားမဟုတ်ပါဘူးကျစ်စင်ဒီအကုန်လုံးအတိကျသေချာနဲ့ဖွက်ထားတယ်မြည်သည့်ပုဂ္ဂိုလ်မဆိုမြည်သည့်နေရာမဆိုမြည်သည့်အချိန်မဆိုလာရောက်ပြီးတော့လေ့လာနေပါကျစ်လက်ပါလို့အမြဲတမ်းဖိတ်ခေါ်ထားပါတယ်ဒါကြောင့်မလို့သေချာလိုက်တဲ့အကျစ်ဖြစ်ပါလေနံပါတ်9အနေနဲ့ကြည့်ရင်ဖျားဖြစ်တဲ့ခုနှစ်လရက်ကလည်းသေချာလိုက်တာဗျာဘယ်ခုနှစ်လဲဆိုတော့အနည်းဆုံးကျွန်တော်တို့သိရမယ်နော်ဖျားဖြစ်တဲ့နှစ်မဟာတက္ကရာ103ဝိညာ68 35မှာဖျားဖြစ်တယ်ဒါတော့68နဲ့35ပေါင်း103ပေါ့ကဆုံလပြည့်ဘုံတို့ဟုနေ့မှာဖျားဖြစ်တော်မူပါတယ်ခုနှစ်လရက်ကလည်းတိကျသေချာလိုက်တာကဲဖျားဖြစ်တဲ့နေရာလဲကြည့်လိုက်ရောဘယ်မှာဖြစ်တာလဲဆိုဖျားเจ้าဆောင်ဖျားစင်ပေါ်မှာဖြစ်တယ်ပဲကလေးတွေကပြောဆိုလို့ဖြစ်နေဘယ်မှာဖြစ်တယ်လဲဆိုတော့အိန္ဒိယမှာဗုဒ္ဓဂါယာခဏဗုဒ္ဓဂါယာကြွပြီးဖျားဖူးထွက်တဲ့ပုဂ္ဂိုလ်များအားလုံးအသိဖြစ်ပါတယ်ဂါယာမျိုးนี้မှာရှိတယ်ဘောဓိနဲ့ရွှေပလင်ယနေ့ထိသက်သေထောက်တာတိကျပြလို့မရဘူးလားဗျာရတယ်နော်ကျွန်တော်တို့ကိုယ်ပါဝနာရဲ့တိကျသိချာမှုကိုကျွန်တော်တို့သာမဏေဝင်အားလုံးသိကြဖို့လိုအပ်ပါတယ်ဒီလိုနဲ့ပဲကဲအချိန်နဲ့တိတ်နီးလာပြီဆိုတော့ကျွန်တော်တို့သာသနာတော်ရဲ့အနည်းချုပ်ချုပ်ကြည့်လိုက်ရအောင်အ
တန်တိကျသေးကြလာတယ်မှန်ကန်လာတယ်ဆိုတာကိုကျွန်တော်တို့ဘယ်လိုပြတော့ဖယားအဆူဆူတို့ဟောကြားခဲ့တယ်ရှေးသောဖယားပေါင်းမြောက်များစွာရှိခဲ့ပါတယ်ဖယားပေါင်းဘယ်လောက်ပွက်ခဲ့ပြီးပြီလဲဆိုတော့ဂင်္ဂါဝါလူသဲစုမြမကပွက်ခဲ့ပါတယ်တမုတ်ဒီကာထာကိုရော့ပြီးကျွန်တော်တို့တွေရော့နေကြတဲ့အဓိပ္ပာယ်ကိုလည်းသိစေချင်ပါတယ်ဂင်္ဂါဝါလူသဲစုမြမကပွက်တော်မူတဲ့ဖယားအဆူဆူတို့ဒီဘယ်လိုမျိုးသောတရားကိုဟောတာလဲလို့ကြည့်လိုက်တဲ့အခါမှာအာလုံးသောပုဂ္ဂိုလ်များအသိဖြစ်ပါတယ်ဘယ်ဖယားပွက်ယခုဂေါတမမြတ်စွာဘုရားသာသနာဂေါတမမြတ်စွာဘုရားဟောတဲ့တရားရဲ့နောင်ပွက်အောင်ဤအရိမတရားမြတ်စွာဘုရားဘယ်တရားကိုဟောခဲ့တယ်လဲဆိုတော့သစ္စာ၄ပါးပဲဖြစ်ပါတယ်အဲ့ဒီသစ္စာ၄ပါးကိုတော့ကျွန်တော်တို့အလုံးသိဖို့ကောင်းပြီကဲဒီလိုဆိုရင်သစ္စာ၄ပါးဖြစ်ပါတယ်အဲ့ဒီသစ္စာ၄ပါးဒီသစ္စာ၄ပါးကိုပြောတဲ့နေရာမှာသစ္စာဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်ဖွင့်ကြည့်ရအောင်သစ္စာဆိုဒီမှာအစင်ထာဝရမှန်ကန်သောအမှန်တရားလို့အဓိပ္ပာယ်သက်ရောက်ပါတယ် universal truth လို့ပြောပါတယ် universal law လို့လည်းပြောပါတယ်အဲ့ဒီသစ္စာဒီအချက်၃ချက်ကိုကျွန်တော်တို့တက်တည်ပို့ပြီးတော့ဒီဂရီတင်လို့ရတယ်နံပါတ်၁ကညီတိပုဂ္ဂိုလ်ပဲမဆိုမှန်ဖို့လိုပါတယ် person ညီတိနေရာမဆိုမှန်ဖို့လိုပါတယ် place နံပါတ်၃ကညီတိအချိန်မဆိုမှန်ဖို့လိုပါတယ် time PPT လို့အတူပြောလို့ရပါတယ်ပုဂ္ဂိုလ်မရွေးနေရာမရွေးအချိန်မရွေးမှန်ကန်တဲ့အမှန်တရားကိုသာသစ္စာလို့ခေါ်ပါတယ်အဲ့ဒီသစ္စာ၄ပါးဒီလည်းပဲအတူဆုံးနဲ့ပြောလို့ရှိရင်စာနယ်ကပြောရင်သိပဲစိုက်ပွားလို့ပြောပါတယ်အကျင့်နယ်ကပြောတယ်ကြတော့ပွားသိပဲစိုက်လို့ပြောပါတယ်ဒီလိုဆိုရင်သိပဲစိုက်ပွားဆိုတာကိုအကျဉ်းချုပ်တင်ပြရရင်သိဆိုဒီမှာဒုက္ခသစ္စာကိုသိလို့ပြောပါတယ်ဒီနေ့စာတတ်ပေတတ်ကြီးများပါလို့ရှိရင်လည်းနားလည်မှုပြပါအောက်ခြေကနေစပြီးပြောပါမယ်ဒီကလေးတွေရောအလုံးနားလည်ပြောစီချင်ပါလေတက်ကသိဆိုဒီမှာဒုက္ခသစ္စာဖြစ်ပါလေဒုက္ခသစ္စာကိုသိရမယ်ပဲဆိုတာကသမုဒယသစ္စာကိုပဲဒီလိုဆိုရင်ဒီနှစ်ခုကိုပြန်ရှင်းပြကြည့်ရင်ဒုက္ခရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာအများကြီးဖွင့်ပါတယ်တော့တလုံးလေးရတော့ပါသစ္စာမြောက်တော့ဒုက္ခအဲ့ဒီဒုက္ခဘာလဲဆိုတော့ဒီ30ပုံတွင်သင်္ခါရနယ်ထဲမှာရှိသမျှသောပုဂ္ဂိုလ်အလုံးတို့သည်ဖြစ်ပေါ်ခြင်း၆ပြောက်ခြင်းတို့သည်အစင်ထာဝရနှိစ္စတာကိုအလုံးခံရပါတယ်လူလည်းခံရတယ်နတ်တွေဒီမှာလည်းအကုန်ခံရပါတယ်ဟောဒီလိုနှိစ္စငင်းဆန်းတာကိုခံရတဲ့အတွက်ကြောင့်မလို့ပေါ်ပေါက်လာတဲ့အကျိုးတရားကိုဒုက္ခလို့ခေါ်ပါတယ်အဲ့ဒီပေါ်လာတဲ့အကျိုးတရားသည်ရတာမလို့လိုတာမရအဲ့ဒီလိုမျိုးနဲ့ဆင်းရဲခြင်းတို့အလွယ်ပြောလိုက်ပါတယ်အဲ့ဒါဒီပေါ်လာသောအကျိုးတရားဖြစ်ပါတယ်အဲ့ဒါဒီဒုက္ခသစ္စာယောဂီတို့ဒုက္ခကိုတုံဆုံးထပ်ပြောမယ်ဆိုရင်ဖြစ်ပေါ်ခြင်းချုပ်ပြောက်ခြင်းတို့သည်အစင်ထာဝရနှိစ္စတဲ့မြင်းစဲတဲ့ဒါကြောင့်မလို့ပေါ်ပေါက်လာတဲ့အကျိုးတရားဖြစ်တဲ့ဒုက္ခဆင်းရဲခြင်းဖြစ်ပါတယ်အဲ့ဒါဒီဒုက္ခသစ္စာအဲ့ဒီဒုက္ခသစ္စာဘာကြောင့်ပေါ်တယ်လဲကြည့်လိုက်တဲ့အခါမှာသမုဒယသစ္စာဆိုတာအကြောင်းတရားကိုတွားတွေ့ပါတယ်သမုဒယသစ္စာဆိုတာလူကျင်တာတတ်မြစ်တာဆွဲလန်းတာကပ်ညိနေတာမမိုးတွေ့တာနေတာဒီအလုံးတို့ဒီသမုဒယအတူဆုံးတစ်လုံးနဲ့ပြောရင်လောဘလို့အဓိပ္ပာယ်ရပါတယ်ဒီသမုဒယဆိုတဲ့လောဘအကြောင်းတရားကြောင့်လို့သာဒုက္ခဆိုတဲ့ဆင်းရဲခြင်းကြီးပေါ်ပေါက်နေတယ်ဆိုတာသိရပါတယ်အကြောင်းသမုဒယအကျိုးဒုက္ခဖြစ်ပါတယ်အကြောင်းနဲ့အကျိုးဆိုတာအကြောင်းကင်းသည့်အကျိုးဆိုတာအနန္တစကြောင်းတော့ဘာမှမရှိဘူးဆိုတာတွေ့ရှိရပါလိမ့်မယ်ဒါကြောင့်မလို့အတူပြောရင်အကြောင်းသမုဒယအကျိုးဒုက္ခဆိုတဲ့အဲ့ဒီနှလုံးသားလေးတော်လာပါပြီဒီလိုဆိုရင်ဥပမာလေးနဲ့ပြောတဲ့အခါမှာနည်းနည်းမှတ်မိသွားအောင်ဆိုဥပမာပေးရင်ပိုကောင်းပါအကြောင်းသမုဒယဆိုတာဥပမာယနေ့ကျွန်တော်လောကထဲမှာအလုံးမြင်မျက်စိမြင်နေကြတဲ့ဥပမာလေးတစ်ခုပြောရရင်ကျွန်တော်တို့ဇနီးမောင်နှံဥကနေကလေးတယောက်မွေးလာတဲ့အခါမှာအိုဝဲလို့ online တဲ့ကလေးကိုဇနီးမောင်နှံဥလုံးကနေငါသားငါသမီးလို့တွေ့ကြပါတယ်အဲ့ဒီတွေ့လိုက်တာကသမုဒယပါပဲအဲ့ဒီသမုဒယတွေ့တဲ့ချိန်ကစပြီးတော့ညတိုင်းမအိပ်ရပဲနဲ့ထားပြီးနှုတ်တက်ရတယ်ကဲပြုစုဆောက်ရှောက်ရတော့တယ်အဲ့ဒါဒီဒုက္ခလားဒုက္ခလားလို့ပြောရင်ဒုက္ခတဲ့ပြောလိုက်တာအမလီဘဲကလေးတွေခေါင်းလောင်းလေးတွေမြည်နေပြီပြောလိုက်ကြတာအဲ့ဒီဒုက္ခမှကျွန်တော်တို့မသိပါဘူးအဝိဇ္ဇာကဖုံးကြပါတယ်ဒါကြောင့်မလို့လေအမြင်နဲ့တစ်လုံးပြီးခေါင်းလောင်းလေးယူကြပါတယ်ကဲဒါကြောင့်မလို့အဲ့ဒီပေါ်လာတဲ့ကလေးလေးကိုသမုဒယနဲ့တွေ့တဲ့အချိန်ကစပြီးတော့ဒုက္ခတွေပေါ်လိုက်တာအိမ်တွေမှာလည်းပဲဒီလိုကလေးတွေမွေးပါတယ်အိမ်ပေးကမွေးတဲ့ကလေးလည်းပဲသူဖက်လာတဲ့အခါမှာသူမွေးလာပြီဆိုရင်အိုဝဲပဲអော်တာပဲသူလည်းငိုပြီးမွေးတာပဲအစကတည်းကထွက်လာတယ်ငိုပြီးမွေးတယ်သေတော့လည်းငိုပြီးသေတာပဲအဲ့ဒါလေးတစ်ချက်တတိပြုဖို့ကောင်းပါတယ်ကဲသူများအိမ်မှာမွေးတဲ့ကလေးလေးလည်းအိုဝဲလို့អော်တဲ့အချိန်မှာငါသားငါသမီးတို့သွားတွေ့လားဆိုတော့မတွေ့လိုက်ဘူးမတွေ့လိုက်တော့ဒီကလေးငိုရင်ကိုထသလားဆိုတော့မထဘူးမတော်တော့ဆမ်းအတန်ကြလို့ထားမိရင်တော့ကျင်ဆဲသေးတယ်ကောင်းကောင်းမအေးရဘူး
တဲ့အဲ့တော့သူများကလေးကြတော့ကျွန်တော်တို့သမှုတရားရှိလားဆိုမရှိဘူးမရှိတော့ဒုက္ခရှိလားဆိုတော့မရှိဘူးမတွေ့ဘူးဗျာမတော်ဆသူများကလေးသိသွားရင်ရောစိတ်မကောင်းပါဘူးကြော့ဟန်ဆောင်ပြီးသွားပြောဒီဘက်လဲတော့ဘာမှမကြံတော့ဘာဖြစ်လို့ခံစားမှုမရှိတာပဲသူ့မှာသမှုတရားမှမတွေ့တော့ဒုက္ခမရှိဘူးကောက်ကလေးလေးကြတော့ချင်းလေးတကောင်ကြိုက်တာစားအဲ့ဒီချင်းကိုမှန်ဘလူးနဲ့လိုက်ရှာပြီးတော့ဆုံထောင်းနဲ့ထက်ထောင်းတတ်တယ်အမလီဒေါသတွေပေါက်ကွဲပြီးတော့ခံစားလိုက်ရတာဒုက္ခဖြစ်လိုက်တာဒီလိုဆိုရင်သူများကလေးသေးတာနဲ့ကိုယ်ကလေးချင်းကြိုက်တာနဲ့ဘယ်ဟာအရေးကြီးလဲဆိုတော့ကိုယ်ကလေးချင်းကြိုက်တာအရေးကြီးနေပါလေဘာကြောင့်လဲဆိုတော့သမှုတရားများတော့ဒုက္ခများတယ်ဟုတ်ပြီမှာသမှုတရားမရှိတော့ဒုက္ခမရှိပါဘူးဒါကြောင့်မလို့သမှုတရားအကြောင်းဒုက္ခအကျိုးဆိုတာသိဖို့လိုသလိုပစ္စည်းဥစ္စာနဲ့ပတ်သက်လိုက်ဒီတိုင်းပဲအမေရိကန်နိုင်ငံတာဝါကြီးပြိုကျသွားတာကျွန်တော်တယောက်မှမမှုဘာဖြစ်လို့ဆိုမာတို့ပစ္စည်းမှမဟုတ်တာလေမတွေ့ဘူးဗျာဟောကိုယ့်အိမ်ကလေအိမ်နောက်မှာလမ်းရထမိန်တန်းကလေးပျောက်သွားလို့ကတော့ပွားစိကိုညံသွားတာပဲဘာဖြစ်လို့လဲဆိုသမှုတရားတွေများလုံးလို့ဒုက္ခများခြင်းဖြစ်ပါတယ်လို့ပြောချင်းအပြင်အကြောင်းသမှုတရားကြောင့်အကျိုးဒုက္ခပေါ်ပေါက်နေပါတယ်ဒီလိုဆိုရင်အကြောင်းသမှုတရားအကျိုးဒုက္ခလိုချင်သလားလို့မင်းမလူချင်းပါဘူးလို့ဒီဆွေးနွေးခန်းမှာပြောကြပါတယ်ခဏကြာတော့ပြီးတော့မယ်သူရဒုက္ခကိုခါတဲ့တွေ့တော့မယ်တွေ့ရပါမယ်ဒါလောကထဲမှာပုထုဇဉ်မှန်တယ်များဒီတိုင်းပါပဲဒီလိုဆိုရင်သမှုရဒုက္ခကိုမလိုချင်ရင်ပယ်ဖို့မလိုဘူးလားဆိုလိုပြီဘယ်လိုပယ်မလဲဆိုကြည့်လိုက်ရင်မေဃသစ္စာမေဃရှစ်ပါးသောလမ်းကြောင်းကြီးပေါ်ကရှောက်လာပါတယ်ဒုက္ခဆင်းရဲကိုချုပ်ခြင်းရင်ဒုက္ခဆင်းရဲချုပ်စေသောလမ်းကိုပွားရပါတယ်ကဲယောဂီတို့ရေဒုက္ခဆင်းရဲချုပ်ခြင်းတယ်လို့ပြောမယ်ဆိုရင်ခါဒီမှာပြောမယ်နော်ဟိုဘက်မှာမပါအိမ်မှာမပါသေးဘူးဒီမှာချုပ်ကြည့်ရအောင်ဒုက္ခဆင်းရဲချုပ်ငြိမ်းခြင်းပါလဲဆိုရင်ဘယ်လမ်းရှောက်ရမလဲဆိုတော့ဒုက္ခဆင်းရဲချုပ်ငြိမ်းစေသောလမ်းပေါ်ရှောက်မှလမ်းလဲဆုံးတော့သစ္စာလေးပါးတခါနဲ့သိမြင်တော်မူပြီးဒုက္ခဆင်းရဲချုပ်ငြိမ်းခြင်းအမှန်ဉာဏ်နိဗ္ဗာန်ဆိုတာကိုရရှိပါတယ်ဒီလိုဆိုရင်ဉာဏ်နိဗ္ဗာန်ရရှိသွားတာဟာနိရောဓသစ္စာကိုစိုက်သွားတာပါပဲရှောက်နေတဲ့လမ်းကြီးကမေဃသစ္စာမေဃရှစ်ပါးသောလမ်းကြောင်းကြီးပေါ်ရှောက်ရင်နိရောဓသစ္စာဆင်းရဲခြင်းချုပ်ငြိမ်းခြင်းအမှန်ဉာဏ်နိဗ္ဗာန်ဆိုတာစိုက်ပါတယ်ဒီလိုဆိုရင်ဒါကတော့နှစ်ပါးအောက်ကနှစ်ပါးအပေါ်ကနှစ်ပါးဖြစ်ပါတယ်အောက်ကတော့သမှုရိယနဲ့ဒုက္ခအပေါ်ကကြတော့မေဃနဲ့နိရောဓဖြစ်ပါတယ်မေဃသစ္စာလို့ပြောတယ်မင်းကြီးရှစ်ပါးသောလမ်းကြောင်းကြီးကိုရှောက်ရင်နိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်သို့မြင်မောင်ပြုတ်ပါတယ်ကဲဒီလိုဆိုသစ္စာလေးပါပြီးဆုံးခဲ့ပါတယ်ဒီသစ္စာလေးပါမှာအရေးကြီးဆုံးတစ်ချက်သိဖို့ကမေဃသစ္စာဆိုတာသိဖို့လိုပါတယ်မေဃသစ္စာရဲ့အဓိပ္ပာယ်ပြောမယ်ဆိုရင်အုပ်စုအုပ်စု၃စုရှိပါတယ်မေဃ၈ပါးဖြစ်ပါတယ်မေဃ၈ပါးဒီအုပ်စု၃စုနဲ့ပြောရင်နံပါတ်၁ဒီသီလအုပ်စုဖြစ်ပါတယ်နံပါတ်2ဒီသမာဓိနံပါတ်3ဒီပညာတဲ့အောက်လုံးသောပုဂ္ဂိုလ်များသိပါတယ်တိုးတော့အကျယ်တဝက်ပြောမှဆိုတော့မသိတော့ပဲပုဂ္ဂိုလ်ပါများပါတယ်ကဲဒီလိုဆိုရင်အတူကောက်လေးကျွန်တော်တင်ပြထားပါတယ်သီလအုပ်စုထမ်းမှာ3 8ပဲပါပါတယ်မှန်စွာပြောဆိုတော့ပြောတလုံးနဲ့ပြီးသွားပါတယ်မှန်စွာပြုလို့ပြုမှန်စွာအသက်မွေးဆိုတော့မွေးဖြစ်ပါတယ်သီလဆိုဒီမှာကာယကံနဲ့ဝစီကံကိုထိမ့်သိမ့်သောစီကံတာလျင်ဖြစ်ပါတယ်ကိုယ်နဲ့နှုတ်ကိုထိမ့်ပါဒါကြောင့်မလို့ပြောပြုမွေးဆိုတာနဲ့သီလအုပ်စုကပြီးပါတယ်နံပါတ်1ကသမာဓိအုပ်စုကြတော့မနှောကံကိုထိမ့်သိမ့်သောနိလန်းဖြစ်ပါတယ်အဲ့ဒါကြတော့မှန်စွာဝိရိယဆိုင်မှန်စွာပฏิကံမှန်စွာသမာဓိထားဒီ၃ခုပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဝီတိဓိလို့ပြောလိုက်လို့ရှိရင်၃လုံးနဲ့ပြည့်စုံပါတယ်နံပါတ်3အုပ်စုဖြစ်တဲ့ပညာဆိုတဲ့ wisdom and knowledge တော့မှန်စွာနားလေတယ်နားတလုံးဖြစ်ပြီးမှန်စွာတွေးခေါ်တယ်တွေးဖြစ်ပါတယ်ဒီလိုဆိုရင်မိစ္ဆာ၈ပါးကိုအတူဆုံးနည်းနဲ့ပြောရင်သီလဆိုတာပြောပြုမွေးဆိုတာနဲ့ပြီးခဲ့ပါတယ်ပြောဆိုတာပါးစပ်နဲ့ဝစီကံပြုဆိုတာကာယကံနဲ့လုပ်ပါတယ်မွေးဆိုတာကာယနဲ့ဝစီနှစ်ခုကိုပေါင်းပါဒါကြောင့်မလို့သီလသည်ပြောပြုမွေတမာတိသည်ဝီတိဓိဖြစ်ပြီးတော့ပညာသည်နာတွေးလို့ပြောရင်မိက္ခေ၈ပါးပြည့်စုံသွားပါပြီကဲဒီလိုဆိုရင်မိက္ခေ၈ပါးဆိုတာပြောပြုမွေဝီတိဓိနာတွေးလို့ပြောလိုက်ရင်ပြည့်စုံပါပြီဘုရားရှင်သာသနာတော်ရဲ့မိက္ခေ၈ပါးကိုချုပ်လိုက်ရင်ဒါပဲကြံပါတယ်သီလသမာဓိပညာပဲကြံပါတယ်ဒီလိုဆိုရင်ထပ်ချုပ်ကြည့်မယ်ဆိုရင်ပါဝနာ၃ရပ်ထဲမှာဒီဘက်ကပရိယတ္တိကပြောမယ်ဆိုရင်ဝိနီသုတ်တံအဘိဓမ္မာလို့ပြောပါတယ်ပရိယတ္တိဆိုဒီမှာစာအသိလို့အလွယ်ပြောပါတယ်စာသင်တိုင်းကြီးတွေကသင်တာလဲပရိယတ္တိယနေ့ဟောပြောဆွေးနွေးခြင်းလုပ်နေတာလဲပရိယတ္တိပဲဖြစ်ပါတယ်ဒါဒီပရိယတ္တိသာသနာမှာ၃မျိုးဒီဝိနီသုတ်တံအဘိဓမ္မာဖြစ်ပါတယ်နံပါတ်2သာသနာကပฏิပတ်တိသာသနာဖြစ်ပါတယ်ပฏิပတ်တိကြတော့ပฏิပတ်တိမှာကြတော့จิตတိလို့အတူပြောပါတယ်จิตတိကြတော့သီလပမာတိပညာဖြစ်ပါတယ်ပရိယတ္တိနဲ့ပฏิပတ်တိကနှစ်ခုနိုင်ရှင်ကြည့်လိုက်ရင်ဝိနည်းသုတ်တံအဘိဓမ္မာဆိုတာသီလပမာတိပညာနဲ့အတူတူပဲလို့တွေ့ရှိရပါတယ်ဒီလိုမျိုးပရိယတ္တိဖြစ်တဲ့စာအသိနဲ့ပฏิပတ်တိဖြစ်တဲ့จิตတိနှစ်ခုကိုပေါင်းစပ်မှပါလျင်
တစ်ဖက်မှာသာသနာဖြစ်တဲ့အကျိုးအမြတ်ရတဲ့သာသနာဖြစ်တဲ့ထိုးထွန်းတိလို့ခေါ်တဲ့ပฏิဝေဒသာသနာကိုဆက်ရောက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့သာသနာ၃ရပ်သည်စာတိจิตတိထိုးထွန်းတိအတိ၃မျိုးဖြစ်ပါတယ်လို့တင်ပြကြပါတယ်ဒီလိုဆိုရင်သာသနာ၃ရပ်ထဲမှာခြုံလိုက်ရင်သီလသမာဓိပညာဆိုတဲ့၃မျိုးသောသိက္ခာ၃ပါးကိုသာရရှိပါတယ်ဒီလိုဆိုရင်ဒီသိက္ခာ၃ပါးကထပ်ချုပ်မယ်တစ်လုံးနဲ့ကြံပါတယ်တတိဆိုတဲ့တလုံးနဲ့ကြာပါလေအဲ့ဒီတတိဒီအပ္ပမဒေနတံပါတိထလို့ဘုရားရှင်ကိုတော်မြတ်ကြီးဒီနေ့စဉ်ခြေစည်းအင်းမှာဆုံးမခဲ့ပါတယ်နေ့စဉ်ခြေစည်းအင်းမှာဆုံးမတယ်လို့ပဲပြိဋိဘံစံဃာနီးမှာလည်းယဟန်ဒီအလုံးကိုနောက်ဆုံးမှချွေလွှာတလုံးတည်းမှာခဲ့ပါတယ်အဲ့ဒီတလုံးဒီလည်းအပ္ပမဒေနတံပါတိထမမိတ်မလျော့မပေါ့မဆတော့တတိတရားတို့ဖြစ်နေရတကာ၌သီလသမာဓိပညာသိက္ခာ၃ပါးတို့အားပြည့်စုံအောင်အထုရကြနေရကြလို့ဆုံးမခဲ့ခြင်းဖြစ်ပါတယ်ဒီလိုဆိုရင်တက်ဆိုတဲ့တလုံးလေးပဲကြံလာတော့တယ်ဒီလိုဆိုရင်ကဲယောဂီပေါင်းတို့ဒီလိုဆိုရင်ကျွန်တော်တို့ဒီသင်္ကေတနဲ့ညီကုန်းချုပ်ပါမယ်ဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ပါဝနာတော်ရဲ့အနှစ်ချုပ်ကိုပြောပါဆိုရင်သစ္စာ၄ပါးဖြစ်ပါတယ်သစ္စာ၄ပါးကိုထပ်ချုပ်လိုက်ရင်မိခင်၈ပါးဖြစ်ပါတယ်မိခင်၈ပါးကိုထပ်ချုပ်ရင်သိက္ခာ၃ပါးဖြစ်ပါတယ်သိက္ခာ၃ပါးကိုထပ်ချုပ်ရင်ပฏิတလုံးအရှိသုံးအဆုံးနိဗ္ဗာန်တန်းဆိုတဲ့ဒီကဏ္ဍလေးလုံးကိုရရှိပါတယ်ကဲဒီနေ့ယောဂီပေါင်းတို့ဒီကောင်းစဉ်ဖြစ်တဲ့ဗုဒ္ဓသာသနာတော်အနှစ်ချုပ်ကိုချုပ်လိုက်ပါမယ်ဗုဒ္ဓသာသနာတော်အနှစ်ချုပ်ကိုချုပ်မယ်ဆိုရင်၄ရှစ်၃တက်ဖြစ်ပါတယ်ချက်ဒီကဏ္ဍတော့မဟုတ်ပါဘူးထို့ရင်တော့မွဲပါပဲကဲဘယ်လိုဆိုရင်ယောဂီပေါင်းတို့ဒီလိုဆိုရင်ဒီကဏ္ဍလေးလုံးပဲရှိပါတယ်ညီတိပုဂ္ဂိုလ်ကမေးမေးအားလုံးဒီထက်မှပါပါတယ်ဘုရားသာသနာတော်အနှစ်ချုပ်ပါလဲလို့လူတွေမင်းရင်သစ္စာ၄ပါးဘယ်တရားပွက်ွက်သစ္စာ၄ပါးသစ္စာ၄ပါးကိုချုပ်ရင်မိခင်၈ပါးမိခင်၈ပါးကိုချုပ်ရင်သိက္ခာ၃ပါးသီလသမာဓိပညာသိက္ခာ၃ပါးကိုထပ်ချုပ်ရင်ပฏิတလုံးအရှိသုံးအဆုံးနိဗ္ဗာန်တိုင်းလေဒါကြောင့်မလို့၄၈၃တက်ဆိုတာနဲ့ညီကိုချုပ်ပါတယ်ဘုရားရှင်ကိုတော်မြတ်ကြီးရဲ့အဆုံးအမတော်ကိုချုပ်လိုက်ရင်၄၈၃တက်ပဲရရှိပါတယ်ခလုတ်တိုက်လို့ရှိရင်ဗုဒ္ဓောလို့အော်နေကြတဲ့အမေကြီးတွေအဖေကြီးတွေတိုက်တော့ပါတယ်ခလုတ်ဒီတစ်ခါတိုက်ရင်၄၈၃တက်အဲ့လိုအော်စေချင်ပါတယ်အဲ့လိုပိုးပြည့်စုံတယ်ကဲယောဂီပေါင်းတို့၄၈၃တက်နဲ့ဘုရားသာသနာတော်ရဲ့အနည်းချုပ်ကိုညီကိုချုပ်လိုက်ပါတယ်7မိနစ်အနားယူဒုတိယကောင်းစဉ်ကိုဆက်ရအောင်နော်ကဲအားလုံးမင်္ဂလာပါခင်ဗျာ